တော်လာပြီကျော်9ရက်ရန်ကုန်တိုင်းကမာရွတ်မြို့နယ်အမှတ်1ရပ်ကွက်ဒုတိယအကြိမ်ဝိသုဒ္ဓိသံဃဒါနဆောင်းလောင်းအသင်းအထူးဓမ္မပူဇာသဘင်ဝယ်ဟောကြားအပ်သောအစွမ်းတကူများနှင့်သာသနာတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံအာယုံပြုပါတည်ကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယူဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတာယနာထောနမောမဟာကာရုဏိကတတတ္တာယောနာထောဝိလိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိတိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမိယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးလားအတိဒုက္ခရာနိဥစ္စာအသက်ချင်တဲ့အင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီဆွန်င်းကြီးဟုကျက်တိထဝေ90အစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကျုပ်ကိုအထုတော်မူရသည်ဖြစ်၍ခေရန်လက်ချင်းပြလုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုရောဤပင်မင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူကြရရှာလိမ့်မည်မဟာကရုဏီကတတ္တဝါများယင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိကြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအစွမ်းတကူများနဲ့သာသနာမိမိတို့ကြည်ညိုကိုးကွယ်မြတ်နိုးရာဘာသာတရားသာသနာတွေထွန်းကားဖို့လို့ဆိုပြီးတော့ဆရာဘာသာတရားတွေမှာယုံကြည်မြတ်နိုးကြတဲ့ပုဂ္ဂိုလ်အသီးသီးကသူတို့ဘာသာသူတို့သာသနာကြီးပွားတိုးတက်ဖို့ဆိုပြီးတော့အစွမ်းတကိုးတွေနဲ့သာသနာပြုဖို့စိတ်ကူးကြဘုရားမြတ်စွာရဲ့သာသနာတော်မှာလည်းပဲထို့တူပဲအကျိုးကျသောပုဂ္ဂိုလ်သို့မဟုတ်အများစုသောပုဂ္ဂိုလ်တွေရဲ့စိတ်ထဲမှာအစွမ်းတကူပြပြီးသာသနာပြုလို့ရှိရင်ကမ္ဘာလောကရှိတဲ့လူသားတွေအားလုံးကိုဒီဘာသာဝင်ဖြစ်စည်းရုံးနိုင်လိမ့်မယ်လို့ယုံကြည်ကောင်းယုံကြည်ကြလိမ့်မယ်ဒါရိုးသားတဲ့ယုံကြည်မှုတစ်ခုပေါ့နော်တို့တော့အဲ့ဒီအစွမ်းတကူတွေနဲ့သာသနာပြုလို့တကယ်ကိုရနိုင်သလားအစွမ်းတကူဆိုတာဘာတွေကိုခေါ်တာလဲလူတွေထင်မြင်ယူချကြတဲ့တကူအာနာပါဝါတွေကိုအစွမ်းတကူခေါ်တာပါဆိုတာကိုဘုန်းကြီးတို့ဒီကနေ့ညရှင်းရှင်းလင်းလင်းသိရအောင်ဘုရားမြတ်စွာရဲ့အာဘောကြဒီကနိကေ
ကေဝတ္တတုတ်လာတဲ့အတိုင်းအလုံးမြန်မာလို့အဓိပ္ပာယ်ရှင်းရှင်းလင်းလင်းသိကြရအောင်ပိဋကတ်ထဲကထုတ်ဖော်ပြီးတော့ဟောကြားမှာဖြစ်ပါတယ်အလုံးတရားဓမ္မတွေဟာဘုရားမြတ်စွာဟောထားတဲ့တရားဓမ္မတွေထိုဘုရားမြတ်စွာဟောထားတဲ့တရားဓမ္မတွေကိုပဲလွယ်လွယ်ကူကူနဲ့ရှင်းလင်းနားလည်အောင်ဘုန်းကြီးတို့ကထပ်ဆင့်ပြီးတော့ဟောပြောကြရတယ်တခါတရံကိုယ့်ရဲ့အာဘော်တွေနဲ့ဘုရားမြတ်စွာရဲ့တရားတော်ကိုညှဉ်းနှွမ်းမသွားစေဖို့သိတတိထားရပါတယ်နော်လောကကြီးမှာ pollution ဆိုတာရှိတယ်မဟုတ်လားair pollution ဆိုလေထုညစ်ညမ်းတာဟောရေတွေညစ်ညမ်းတာကို water pollution လို့ခေါ်တယ်ခုခေတ်တော့ pollution တွေထပ်တိုးလာတယ်အတန်လေးဆူညံတာကို noise pollution လို့ခေါ်တယ် sound pollution လို့မခေါ်ဘဲနဲ့ noise pollution လို့ခေါ်အခုတခါကမ္ဘာမှာနောက်ထပ် pollution တစ်ခုထပ်တိုးနေတယ်ဘာလို့ဆို light pollution လျှက်စစ်မီးတွေတိတ်ပြီးတော့အသုံးပြုတဲ့အခါကျတော့နေ့တွေညတွေမကွဲတော့ဘူးတချို့နိုင်ငံတွေအဲ့ဒါ light pollution လို့တို့ခေါ်အဲ့ဒီ pollution တွေကဆိုပါစို့ air pollution တို့ water pollution တို့ noise pollution တို့ကလူရဲ့ချမ်းသာရေးကိုထိခိုက်စေတယ်လို့view pollution ဆိုတာကြတော့ဘာသာတရားနဲ့ပတ်သက်လာပြီးတော့ကိုယ့်ရဲ့အထင်အမြင်အယူဆတွေ idea pollution တွေထည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်အစစ်မှန်တရားတွေကမြင့်ညမ်းသွားနိုင်ပါတယ်။ဒါကြောင့်မလို့တရားဟောတယ်ဆိုတာအလွန်တတိထားရတယ်ဟော။အစွမ်းတကူများနဲ့သာသနာဘုရားမြတ်စွာလက်ထက်တော်ကာလတုန်းကဒီကနေ့ရာဇဂိုမြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့နာလန္ဒာမှာတော်တော်များများသိကြတယ်နာလန္ဒာကိုတက္ကသိုလ်အနေနဲ့သိတယ်ဘုရားမြတ်စွာလက်ထက်တုန်းကအဲဒီရာဇဂိုမြို့နဲ့မလှမ်းမကမ်းမှာနာလန္ဒာဆိုတဲ့မြို့ကလေးတစ်မြို့ရှိတယ်ပေါ့အဲဒီမြို့နားမှာကြီးကြီးမားမားတက္ကသိုလ်ကြီးတစ်ခုတည်ထောင်ထားလို့အခုနာလန္ဒတက္ကသိုလ်နဲ့ခေါ်နေကြအဲ့ဒီနာလန္ဒာဆိုတဲ့မြို့လေးကမြတ်စွာဘုရားနဲ့ခေတ်ပြိုင်နိခန္ဓဝါဒဒီကနေ့ခေတ်တော့ဂျိန်းဝါဒလို့ခေါ်အိန္ဒိယမှာဘုရားဝါဒနဲ့ခေတ်ပြိုင်ပြီးတော့ပေါ်ထွန်းခဲ့တဲ့ဝါဒတွေထဲမှာအိန္ဒိယမှာထွန်းကားနေစေဝါဒဒီဂျိန်းဝါဒပဲအဲ့ဒီဂျိန်းဝါဒနိခန္ဓနာတဗုဒ္ဓပါဠိစာပေကဒီလိုနာမည်ပေးတယ်သူတို့စာပေရတော့မဟာဝီရလို့ခေါ်အဲ့ဒီမဟာဝီရဆိုတဲ့နိခန္ဓဘုရားကနာလန္ဒာမှာနှစ်ပေါင်းများစွာတရင်သုံးနေထိုင်ခဲ့တယ်ပေါ့နာလန္ဒာဟာသူ့မှာအာကိုရဆုံးမြို့တစ်မြို့သို့တော်လည်းနောက်ပိုင်းရတဲ့အခါကျတော့နာလန္ဒာရဲ့တထေးကြီးနိခန္ဓဘာသာဝင်နာလန္ဒာရဲ့တထေးကြီးဂျိန်းဘာသာဝင်နာလန္ဒာရဲ့တထေးကြီးဥပါလိဘုရားကိုဝါဒပြိုင်မှုသွားရင်ကနေဘုရားဘာသာအဖြစ်ကူးပြောင်းသွားဥပါလိဆိုတဲ့သူကျဲဘုရားဘာသာဝင်အဖြစ်ကူးပြောင်းသွားတဲ့အချိန်မှာအဲ့ဒီမဟာဝီရလို့ခေါ်တဲ့နိခန္ဓဘာသာရေးခေါင်းဆောင်ဂျိန်းဖျားစိတ်တက်ကြည်ကြပြီးတော့ပါဝါမျိုးပြောင်းရွှေ့သွားတယ်စိတ်ဆင်းရဲတော့ယောဂဝေဒနာတွေလည်းရပြီးမကြခင်နဲ့ပါဝါမှာသူတို့အလိုပြိဋိဘံပြုသွားတယ်ပေါ့နော်
ပါဝါမှာပဲကွယ်လွန်အနေဆာရောက်သွားတယ်အဲ့ဒီနာလန္ဒာကဥပလိတူကျေဘုရားဘာသာဖြစ်တဲ့အချိန်ကနေစပြီးတော့တစ်မျိုးလုံးနီးနီးချိန်ဘာသာကိုးကွယ်ရာကနေပြီးတော့ဘုရားဘာသာအဖြစ်ပြောင်းလဲသွားကြတယ်မြတ်စွာဘုရားကိုလည်းပဲအလွန်ကြည်ညိုကြတယ်အဲ့ဒီထဲမှာပစ္စည်းဥစ္စာအတော်ကျယ်ဝတဲ့တထေသားတယောက်သူ့ရဲ့နာမည်တော့ခေဝတ္တလို့ခေါ်တယ်အဲ့ဒီတထေသားကလည်းဘုရားဘာသာကိုတော်ကြည်ညိုတယ်ဘာသာရေးကိုအလွန်စိတ်ဝင်စားတော့နာလန္ဒမြို့တစ်မြို့လုံးကဘုရားဘာသာပို့ပြီးတော့စိတ်ဝင်စားစေခြင်းလေဒါသူ့ရဲ့ဆန္ဒနော်သာသနာပြုတဲ့အခါမှာတရားတရားတစ်ခုတည်းနဲ့မဖြစ်ဘူးတရားကသိအားကောင်းတဲ့အတွက်ကြောင့်သူ့အတွေးတွေပဲလို့ဝင်လာတော့ဆိုလို့ရှိရင်ဒီကနေ့နာလန္ဒာမှာရှိတဲ့ကိုတော်တွေတဲကတဘာဘာကအစွမ်းတကူတွေများပြမယ်ဆိုလို့ရှိရင်ဟောဒီနာလန္ဒာမျိုးသူမျိုးသားတွေအားလုံးဟာဘုရားဘာသာဝင်ဘုရားဘာသာကိုပို့ပြီးတော့ကြည်ညိုကြမယ်ဘုရားဘာသာဝင်တွေပို့ပြီးတော့ခိုင်မြဲစွာဖြစ်လိမ့်မယ်ဒါသူ့အတွေ့ဒီကနေ့ခေတ်လည်းဒီအတွေ့မျိုးရှိကောင်းရှိလိမ့်မယ်တခါတော့ကတခါကြီးပြောင်းနေတွေ့လို့ပြောဘူးတယ်အေးဘုန်းကြီးတွေကနေကောင်းကင်ဇာပြန်ပြီးတော့ကောင်းကင်ကနေပြန်ပြီးတော့မြတ်ပြနိုင်မယ်ဆိုလို့ရှိရင်ဒီကမ္ဘာလုံးဘုရားဘာသာဖြစ်သွားမှာပဲလို့ခါတော့အဲ့ဒီတခါကြီးပြောဘူးဒီအတွေ့ဟာခုမှပေါ်တာမဟုတ်ဘူးဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကကေဝတ္တဆိုတဲ့တထေသားလေးကဒီစိတ်ကူးရတယ်သူကစိတ်ကူးရရုံနဲ့မကဘူးမြတ်စွာဘုရားကိုသွားလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်သာသနာကြီးပွားထွန်းကားရေးအတွက်အကြံတစ်ခုလျှောက်ထားခြင်းပါဘာကြံလို့ဆိုမြတ်စွာဘုရားကတကုဋ္ဌိဘတ်နဲ့ပြည့်စုံတဲ့ယဟန်တစ်ပါးကိုဟောဒီနာလန္ဒာအနှံ့တကူပြဖို့ခန့်ထားပါဗျာတဲ့အဲ့ဒါလို့ခန့်ထားမယ်ဒီကိုယ်တော်တကူပြမယ်ဆိုရင်နာလန္ဒမြို့သူမြို့သားတွေကအတိုင်းတဲ့အလွန်ဘုရားဘာသာကိုကြည်ညိုလာကြပါလိမ့်မယ်ဒါသူ့အတွေ့ဘုရားရှာမြတ်စွာဘုရားကဗာမေးရှိတော့ဆိုဟေးကဝတ္တငါဒီလိုတရားမျိုးကိုမဟုတ်ဘူးတဲ့ယဟန်တို့လာကြမင်းတို့လူတွေကိုတကူပြကြဆိုတဲ့ဆုံးမဩဝါဒမျိုးငါဘယ်တော့မှမပေးဘူးတဲ့ဘုရားကအဲ့ဒီလိုမိန့်တဲ့အခါသူကဘာပြန်လျှောက်တော့ဆိုအရှင်ဘုရားတဲ့တပည့်တော်ကစိတ်ကောင်းစေတနာကောင်းနဲ့ပြောတာပါအရှင်ဘုရားကိုမျက်နှာဆုံးရှုံးလို့ရှင်ဘုရားရဲ့စည်းကမ်းချက်တွေကိုထိခိုက်စေလို့ညှိလျှောက်တာမဟုတ်ပါဘူး။ဘာလို့လဲဆိုမြတ်စွာဘုရားကရာဇဂိုပြည်မှာဝိနည်းစည်းကမ်းတစ်ခုချမှတ်ထားတာရှိတယ်တကူမပြရဘူးဆိုလို့ဝိနည်းစည်းကမ်းနော်။အဲ့ဒါဘယ်တော့မှစပြီးတကူမပြရဘူးဆိုတော့စည်းကမ်းကိုချမှတ်ခဲ့တယ်လေလို့ဆိုရင်ဘယ်ဘာသာဝင်မှမဟုတ်တဲ့ non religious believer ဘယ်ဘာသာမှမဝင်ဘာသာမဲ့ရာဇဂိုတထေးတယောက်ကစန္ဒကူနှစ်ကိုတပိတ်လုပ်ပြီးတော့အတောင်60ရှိတဲ့ဝါလုံးထိပ်ကိုဆွဲထားပြီးကဲဘာသာရေးသမားတွေတကူရှိကြတယ်အစွမ်းတတ္တိရှိတယ်ဘာသာအမျိုးမျိုးထွန်းကားနေတယ်ဘယ်ဘာသာဝင်မဲ့ဖြစ်ဖြစ်ဟောဒီကောင်းကင်မှာချိတ်ဆွဲထားတဲ့ဒီစန္ဒကူတပိတ်ကိုယူနိုင်မယ်ဆိုရင်ตาရောမယာရောသူရှိတဲ့စည်းစိမ်တွေပါပုံအပ်ပြီးဖို့ဘာသာဝင်ဖြစ်ခံယူမယ်လို့သူကခြေညာလိုက်တာသူကလည်းတကူပြတာစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ပဲနော်ကောင်းကင်မှာချိန်ဆွဲထားတဲ့ဝါလုံးနဲ့ချိန်ဆွဲထားတဲ့ဒီတပိတ်ကိုကောင်းကင်ကပြန်ပြီးတော့ယူနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ဘာသာကိုသူစိတ်ကပ်မယ်လို့အဲ့လိုခြေညာ
ကြေညာတဲ့အခါကျတော့တခြားဘာသာဝင်ခေါင်းဆောင်တွေကသွားပြီးတော့စီယုံရတယ်ဒီတပိတ်ကလေးအတွက်နဲ့တကူပြဖို့မတောင်းဆိုပါနဲ့တို့မှတကူပါဝါတွေရှိနေတာမှန်တယ်တို့နဲ့ပဲထိုက်တန်ပါတယ်မင်းရဲ့တပိတ်တို့လှူပါလို့သွားပြောတော့ယသိကခေါင်းမှာပဲအလုံးကိုလှူတယ်ယူတဲ့လူကကောင်းကင်ကိုပြန်ယူပါမယ်ဒီတိုင်းတော့ဘယ်သူမှမပေးနိုင်နောက်ဆုံးကြတော့ဘယ်သူကတက်ပြီးယူလိုက်တော့ဆိုရှင်ပိန်ဒေါလဘာရထွာဆံဆိုတဲ့ဇမနအမျိုးသားတူကရန်ဖြစ်လာတဲ့ယဟန္တာတစ်ပါးကရှင်မောဂလန်နဲ့ဆွမ်းကံဝင်ရင်တရင်ချာလမ်းမှာလူတွေကပြောကြတယ်ဟေးတထေးကကြီးညာထားတာ9ရက်ရှိပြီဘယ်သူမှဒီတပိတ်ကိုယူမဲ့လူမရှိဘူးလောကမှာသူကလည်းယဟန္တာငါကလည်းယဟန္တာသူကလည်းတကုရှင်ငါကလည်းတကုရှင်နဲ့ပြောနေတာအလကားပါလောကမှာတကုရှင်တကယ်စွမ်းတဲ့ကိုယ်တော်မရှိပါဘူးနဲ့ပြောကြတော့ရှင်မောဂလန်ကဒီစကားကြားတော့ရှင်ပိန်ဒေါလာကိုတိုက်တွန်းတယ်ငါရှင်ပိန်ဒေါလာကြားလားငါရှင်တတ်နိုင်ပါတယ်အစွမ်းတကူပြပြီးတော့ဒီတပိတ်ကိုတက်ယူပါလို့ဆိုတော့ရှင်မောဂလန်ရဲ့တိုက်တွန်းချက်အရရှင်ပိန်ဒေါလာကအဲ့ဒီစန္ဒကူတပိတ်ကိုကောင်းကင်ကကြွပြီးတော့လှူခံရယူဖို့ခဲ့တယ်နော်အဲ့ဒီဇလံကလေးရှိတယ်အဲ့ဒီအချိန်မှာကောင်းကင်ပြန်ပြီးတော့စန္ဒကူတပိတ်ကိုယူတဲ့အချိန်မှာတချို့ကအလုပ်ကိစ္စတွေသွားနေလို့မကြည့်လိုက်ရတဲ့လူတွေတခြားရောင်းနေလို့မကြည့်လိုက်ရတဲ့လူတွေအုံဖြစ်ပေါ့ရှင်ပိန်ဒေါလာနောက်ကနေလိုက်ပြီးတော့ပြပါအောင်နဲ့ပြီးတော့လူတွေကနောက်ကတကောက်လိုက်တာကြောင်းချအောင်လိုက်တယ်မြတ်စွာဘုရားကစူးစူးညံညံလုပ်တယ်ဆိုလုံးဝမကြိုက်ဘူးဖေဟာတိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်စွာဘုရားအလွန်နှစ်သက်ရှင်ပိန်ဒေါလာနောက်ကလူအုပ်ကြီးကတအုံနဲ့လိုက်လာတယ်သူတို့မမြင်လိုက်ရလို့ပြပါအောင်မမြင်လိုက်ရလို့ပြပါအောင်နဲ့ဒီလိုပြောတဲ့စကားတွေကျောင်းတော်ထီအောင်စူးစူးညံညံဖြစ်သွားတော့မြတ်စွာဘုရားကမေးတော့ဒီသတင်းနဲ့ကြားရောရှင်ပိန်ဒေါလာကိုခေါ်ပြီးတော့မှတ်လောက်သားလောက်အောင်မြတ်စွာဘုရားဆုံးမဘာမှတန်ဖိုးမရှိတဲ့ဒီတပည့်အတွက်တကူပြရမလားလို့မြတ်စွာဘုရားကဆုံးမပြီးတော့ဒီကနေ့ကနေစပြီးရဟန်းတွေတကူမပြရဘူးဆိုပြီးပြညတ်ခဲ့ဘူးတယ်နော်အဲ့ဒါကြောင့်မို့လို့ဒီကေဝတ္တကဘုရားကိုလျှောက်တဲ့အခါအရှင်ဘုရားစိတ်ကံဥပဒေတွေဖြတ်လို့၍ဒီပြီးတော့ကလျှောက်တာမဟုတ်ပါဘူးဗျာတဲ့ဟောဒီနာလန္ဒာမြို့သူမြို့သားတွေဘုရားဘာသာပို့ပြီးတော့စိတ်ဝင်စားအောင်အရှင်ဘုရားသာသနာအရှင်ဘုရားပေါ်ပို့ပြီးတော့ကျင့်ကြိုးလာအောင်ဖြစ်စီခြင်းတို့ဒီပြီးတော့လျှောက်တာပါနဲ့သုံးချိန်တိုင်အောင်လျှောက်တော်လေမြတ်စွာဘုရားကငါဘယ်တော့မှယဟန်တွေကိုတကူပြဖို့ဆိုတာကိုမတိုက်တွန်းဘူးလို့ပြန်ပြီးမိတ်ကြားအဲ့လိုမိတ်ကြားတဲ့အခါမှာသုံးချိန်တိုင်အောင်ထပ်တောင်းတော့မြတ်စွာဘုရားကပြောကဲကေဝတ္တငါပြောမယ်အစွမ်းတကူဆိုတာ၃မျိုးရှိတယ်လောကမှာအစွမ်းတကူ၃မျိုးရှိတယ်အစွမ်းတကူ၃မျိုးကဘာလို့ဆိုရင်နံပါတ်1ကအိဋ္ဌိနံပါတ်2ကအာဒေသနာနံပါတ်3ကအနုတာပတိအိဋ္ဌိဆိုတာပုံစံအမျိုးမျိုးဖန်ဆင်းပြနိုင်တာအာဒေသနာဆိုတာလူတယောက်ရဲ့စိတ်ကိုအတတ်ဟောတာအနုတာပတိဆိုတာဘယ်လိုနေဘယ်လိုထိုင်ဘယ်တရားကိုကျင့်ဘယ်လိုလိုက်နာရဲဆိုပြီးတော့သွန်သင်ဆုံးမတာတဲ့အစွမ်းတကူ၃မျိုးလောကလူတွေကထင်နေတာအမျိုးမျိုးလောက်ပြမှတကူလို့ထင်တယ်ကြည့်မြတ်စွာဘုရားရဲ့အဓိပ္ပာယ်မှာဆုံးမတာလည်းတကူပဲဆုံးမဩဝါဒပေးတာစံတကူလို့ဒီလိုမှတ်တာအဲ့တော့အိဋ္ဌိ
ဒီအစွမ်းတကူတွေကိုပါဠိလိုကြတော့ပါတိဟာရိယမြန်မာစကားမှာတော့ဗျာတိဟာလို့ဒီလိုသုံးနေရှိတယ်နော်ဗျာတိဟာဆိုတဲ့စကားလုံးနဲ့ပါတိဟာရိယဆိုတဲ့စကားလုံးအတူတူပဲမြန်မာလိုကပါဠိနောက်လိုက်ပြီးတော့ဗျာတိဟာနဲ့ဒီလိုခေါ်အဓိပ္ပာယ်ကဘာလို့ဆိုပါတိဟာရိယဆန့်ကျင်ဘက်တွေကိုတွန်းလှန်ဖယ်ရှားနိုင်တဲ့အစွမ်းတတ္တိလို့ဒီလိုပြောတာနော်ဆန့်ကျင်လာတဲ့အရာတွေကိုတွန်းလှန်ဖယ်ရှားပြနိုင်တဲ့အစွမ်းတကူပါတိဟာရိယလို့ခေါ်တယ်မြန်မာလိုအစွမ်းတကူလို့ပဲဒီလိုမှတ်တာပေါ့စကားလုံးရဲ့အဓိပ္ပာယ်ချင်းကဆန့်ကျင်ဘက်များကိုပါတိဆိုတာဆန့်ကျင်ဘက်များကိုပတိဆိုတာဆန့်ကျင်ဘက်အဲ့ဒီဆန့်ကျင်ဘက်ကိုဟာရိယဖယ်ရှားပစ်တာဆန့်ကျင်လာတဲ့အရာတွေကိုတွန်းလှန်ဖယ်ရှားပြနိုင်တဲ့အစွမ်းတတ္တိကိုအစွမ်းတကူလို့ခေါ်ပါတယ်အဲ့ဒီအစွမ်းတကူဟာ၃မျိုးရှိတယ်နံပါတ်1ကအဋ္ဌိခုကလည်းပြောကြတယ်မဟုတ်လားအဋ္ဌိတို့မဟိဋ္ဌိတို့ဆိုတာလေအစွမ်းတကူတွေအဲ့ဒီအဋ္ဌိဆိုတာဘယ်လောက်ထိအောင်အစွမ်းထက်လို့ဆိုရင်အဋ္ဌိတကူကမရှိဘူးမဟုတ်ရှိဘယ်လိုလုပ်ရတော့ဆိုရင်တမထဖြစ်စဉ်တစ်ခုကိုပေါ့ရောက်ကျင့်လိုက်လို့ဇန်၄ဆင့်သုံးပုံဇန်၅ဆင့်ရောက်တဲ့အခါမှာဖန်ဆင်းနိုင်တဲ့ပညာရက်တစ်ခုကိုအဋ္ဌိလို့ခေါ်တယ်ပါဠိစာပေလိုကအဘိညာလို့ခေါ်တယ်နော်ထူးခြားတဲ့အဋ္ဌိဝိဒအဘိညာဝိဒဆိုတာအမျိုးမျိုးရှိတယ်တဲ့ဒီကိုဖန်ဆိုပါတော့တယောက်တည်းကနေပြီးတော့100 1000ဖြောင်းဖန်ဆင်းလို့ရရှင်စုလပံမထေရကတပါးတည်းကနေပြီးယဟန်1000ဖြောင်းဖန်ဆင်းထားဒီအစွမ်းတကူမရှိဘူးမဟုတ်ရှိတယ်လုပ်လို့ရမရဘူးမဟုတ်ဘူးရှင်စုလပံကသူ့ရဲ့ကိုယ်ဝါးတွေ1000ဖန်ဆင်းပြထားတယ်ဘယ်ကိုတော့မေးလိုက်စုလပန်းကြီးပဲအကုန်လုံးတပားနဲ့တပားမတူအောင်လဲဖန်ဆင်းထားတယ်တပားကကမ္မထမ်းထိုင်နေတယ်တပားကတပြည့်စီလဲနေတယ်တပားကရေခတ်နေတယ်မေးလိုက်ရင်တော့စုလပန်းနေကြီးပဲအကုန်ဒါမျိုးကိုအဋ္ဌိပါတိဟာရိယအဋ္ဌိအစွမ်းတကူလို့ခေါ်တယ်ဒါကအဘိညာဉ်တကူနဲ့မှဖန်ဆင်းလို့ရတယ်နော်တပားတည်းကနေပြီးတော့ရာထောင်ထိအောင်ဖန်ဆင်းလို့ရတယ်လို့ရာထောင်ကိုတူးတဲ့ဖြစ်အောင်လည်းပဲချုံပြီးတော့ယူလို့ရတယ်ဘွားကလည်းပေါ်လာအောင်လည်းလုပ်လို့ရတယ်ပြုတ်ခနဲ့ပြောင်းသွားအောင်လည်းဖန်ဆင်းလို့ရတယ်ကိုယ်မျက်စိအောက်မှာဘွားကလည်းပေါ်လာပြုတ်ခနဲ့လည်းပြောင်းသွားနိုင်ဟိုဘက်နိုင်ငံဒီဘက်နိုင်ငံကိုတရုတ်ပြည်ကမဟာတတိုင်းကြီးဟိုဘက်ဖောက်ပြီးတော့ထွက်သွားတဲ့ဟာမျိုးလို့ပေါ့နော်ဟိုဘက်နိုင်ငံဒီဘက်နိုင်ငံကိုလည်းပဲဖောက်ထွက်သွားနိုင်အောင်အစွမ်းတကူတွေဖန်ဆင်းရတယ်ဒါရင်မကဘူးရေပေါ်မှာလမ်းလျှောက်ပြတာကောင်းကင်ပေါ်မှာငှက်လို့ပြန်ပြတာအစွမ်းတကူအမျိုးမျိုးမြေထဲမှာရှိုးပြကောင်းကင်ပေါ်ကလတွေနေတွေကိုကင်ပြလပေါ်မှာထိုင်ပြတယ်တက်ပြတယ်အမျိုးစုံပေါ့ဒါတွေကအစွမ်းတကူတွေလို့ခေါ်တယ်အဲ့ဒီအစွမ်းတကူတွေဖန်ဆင်းတဲ့အခါမှာလည်းပဲစနစ်တကျသဘာဝကိုဆန့်ကျင်ပြီးတော့လုပ်လို့မရဘူးသဘာဝအတိုင်းလုပ်လို့ရသဘာဝအတိုင်းလုပ်ရသဘာဝနဲ့ဆန့်ကျင်လို့ရှိရင်မအောင်မြင်ဘူးတကူကအစွမ်းတကူဆိုပြီးမဲ့လို့လုပ်ချင်တာလုပ်လို့မရဘူးเนาะဒါကြောင့်မို့လို့ supernatural power မဟုတ် supernormal power nature ကိုတော့ကြော်လို့မရဘူး nature ကိုကြော်လို့မရဘူးဆိုတာကြည့်မြေရှိုးခြင်းတယ်ဆိုလို့ရှိရင်မြေဆိုတာရှိုးလို့ရတယ်ဆိုအပေါက်ရှိမှရှိုးရတာအပေါက်မရှိရင်ရှိုးမရဘူးလေအဲ့တော့မြေရှိုးဖို့ဖန်ဆင်းနေတယ်ဆိုဘယ်လိုလုပ်အောင်မလို့ဆိုရင်ပထမဆုံးကိုသွားမဲ့မြေကြီးမှာလမ်းကြောင်းတစ်ခုပေးရမယ်သဘောမှာ
လှိုင်ကူကြီးဖြစ်အောင်အရင်ဖန်ဆင်းရပြီးတော့မှသွားလို့ရကောင်းကင်ကိုလမ်းလျှောက်သွားခြင်းလဲဆိုရင်လည်းကောင်းကင်လေးပေါ်မှာလမ်းလျှောက်လို့မရဘူးတဘာဝကအဲ့တော့လမ်းလျှောက်လို့ရအောင်ဘာလို့ရတော့ဆိုကောင်းကင်မှာလမ်းဖန်ဆင်းတယ်ပထမဖန်ဆင်းရတယ်ဖန်ဆင်းပြီးတဲ့အခါမှသူကလမ်းလျှောက်လို့ရတယ်တဘာဝကိုဆန့်ကျင်ပြီးလုပ်ရင်မအောင်မြင်ဘူးဒီတကူရတယ်ဆိုတော့ဒိဗ္ဗစကုဘိညာဉ်နဲ့တတိုင်းကြီးချားနေတဲ့ဟိုဘက်ကိုလှမ်းကြည့်ခြင်းနဲ့သို့မဟုတ်မြေကြီးတဲကိုလှမ်းကြည့်ခြင်းဘယ်လိုလုပ်ရမျက်စိရဲ့သဘောကမှောင်းနေမမြင်ဘူးဒါပဂရိမျက်စိထို့တူပဲဒိဗ္ဗစကုကလည်းမှောင်းတာကိုကြည့်လို့မရမှောင်းတာကိုကြည့်လို့မရလို့ကိုကြည့်ခြင်းတဲ့နေရာကိုအာလောကကတိုင်းဆိုတဲ့အလင်းရောင်ကတိုင်းကိုအရင်ဝင်စားရတယ်ဝင်စားပြီးတော့ကိုကြည့်မဲ့နေရာကိုမီးထိုးသလိုပဲအလင်းရောင်နဲ့အရင်ထိုးပေးရအဲ့ဒီအလင်းရောင်ဖြန့်ကျက်ထားတဲ့နေရာကိုသာသူကမြင်လို့ရတယ်တဲ့သူဖြန့်ကျက်ထားတဲ့ဧရိယာအတိုင်းအတာတစ်ခုသာမြင်လို့ရတယ်အလင်းရောင်မရောက်တဲ့နေရာကိုကြည့်လို့မရဘူးညမှောင်တဲ့ခရီးသွားတဲ့အခါကျဓာမီလေးနဲ့ထိုးသွားကြတယ်မှတ်လားအဲ့ဒီသဘောပါဒိဗ္ဗစကုကလည်းအဲ့ဒီသဘောရှိတော့ကရှင်တန်ခါရခိတဆိုတဲ့ကိုရင်လေးတစ်ပါးတပ္ပထကျင့်စဉ်ကျင့်တကောပင်ရှင်နေရတယ်ဝိပဿနာကျင့်စဉ်ကျင့်လိုက်လို့အောင်မြင်နဲ့ယဟန္တာဖြစ်သွားခုနှစ်နှစ်သားခွင်လေးကသာသနာတော်ရဲ့အစွမ်းအစကိုပြည့်ကြမဟုတ်ဘဲနဲ့သွားလှုပ်တာလုံးဝလှုပ်လို့မရတကောတော့ရှိတယ်လှုပ်မရဘူးဒါလှုပ်မရတော့မှအဆက်ကွဲပြီးပြန်လာသူ့ဆရာကြီးမေးတဲ့အခါသူ့ဆရာကဥပမာလေးတစ်ခုနဲ့ပြောလိုက်တယ်အဲ့ဒီဥပမာလေးပြောလိုက်တဲ့အခါမှာသူသဘောပေါက်သွားပြီးတော့တစ်ခါပြန်သွားပြီးတော့လှုပ်ဖို့ကြိုးစားတယ်အဲ့တော့ဘယ်လိုလုပ်ရမလို့ဆိုရင်ဒီလောက်ကြီးမားတဲ့အရာဝတ္ထုတစ်ခုကြီးကိုလှုပ်ရှားနေကြလို့ရှိရင်ဘာလုပ်ရတော့ဆိုသူ့ရဲ့ဖောင်ဒေးရှင်းကြီးတစ်ခုလုံးကိုရေအဖြစ်ဖန်ဆင်းရအောင်မယ်ပထမရေပြင်ပေါ်ရောက်နေတဲ့အရာကလွယ်လွယ်ကူကူနဲ့လှုပ်လို့ရဒါလည်းဟုတ်တယ်ပေါ့ရေပြင်ပေါ်မှာရှိတယ်ဆိုဘလောက်ကြီးတဲ့သင်္ဘောကြီးပြီးလှုပ်လို့ရတာပဲကုန်းပေါ်မှာဆိုလှုပ်လို့မရဘူးလေဒါကြောင့်မို့လို့တရားမင်းကြီးရဲ့ဝေဇန္တာနန်းပြတ်တဲ့အောက်ခြေတွေကိုရေအဖြစ်ဖန်ဆင်းရအောင်မယ်အာဘောကတိုင်းဝင်စားပြီးတော့ဖန်ဆင်းလိုက်အဲ့ဒီကြတော့မှအသာကလေးလှုပ်လွယ်လွယ်ကူကူနဲ့လှုပ်လို့ရဒါဘာပြောတာလဲဆိုဘာလှုပ်လို့ system နဲ့လှုပ်ရမှာလို့ဆိုလို့အဲတကူဆိုပြီးမဲ့လို့စနစ်တကျမလှုပ်ရင်မအောင်မြင်ဘူးပေါ့အဲ့ဒီလိုပြတဲ့တကူတွေမှန်လို့များအဋ္ဌိပါတိဟာရိယလို့ခေါ်ရတယ်တဲ့အဲ့ဒီအစွမ်းတကူတွေကမရှိဘူးမဟုတ်ရှိတယ်အဲ့ဒီနည်းနဲ့သာသနာပြုမယ်ဆိုရင်ဘာဖြစ်နိုင်လဲတဲ့မြတ်စွာဘုရားအေးကောင်းပြီတဲ့ယဟန်တစ်ပါးကအခုလိုမြေရှိုးမိုးပြန်တကိုးဆံနေနဲ့လှုပ်ပြလူတိုင်းကယုံမလားတဲ့ယုံကြည်မှုတရားစွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တွေကတော့လက်ခံတယ်။အိုးတကိုးကြည့်လိုက်တာတကိုးကြည့်လိုက်တာဆိုပြီးတော့တိတ်တအံ့တော်ဖြစ်ကြမှာခုခေတ်မှာလည်းရှိတာပဲလေအစွမ်းတကိုးလေးတစ်ခုလုံးပြလိုက်လို့ရှိရင်ထင်ကြီးတော့တာပဲအကုန်ဘုန်းကြီးတို့ငယ်ငယ်တုန်းကမြင်မှုတယ်ဆရာတော်ကြီးတစ်ပါးရေကဆန်းဟေးဆိုတော့ဖန်ခွက်ကလေးနဲ့ရေကတ်လိုက်တဲ့အခါကျတော့အဲ့ဒီရေဖန်ခွက်ကလေးထဲမှာဘာရောက်တယ်ဆိုဓာတ်လုံးကလေးတွေတို့လက်ဖွဲ့လေးတွေရောက်ဘယ်ရောက်လာမှမသိဓာတ်လုံးကလေးလက်ဖွဲ့လို့ဟာဒီကဓာတ်လုံးလေးရောက်လိုက်လက်ဖွဲ့လေးရောက်လိုက်ဟိုလူကတိတ်ထင်ကြီးသွားတာပေါ့တိတ်ထင်ကြီးပါဓာတ်လုံးလေးတွေလက်ဖွဲ့လေးတွေဝါးကနေဘယ်ရောက်လာမှမသိကြောက်ပွဲထိုးထားတဲ့ဓာတ်လုံးလေးတွေရောက်နေတိတ်ထင်ကြီးတာပဲဘယ်ရောက်လာမှအဲ့ဒီလိုဟာမျိုးလေးတွေကတဏ္ဍပုဂ္ဂိုလ်တွေကိုစီယုံလို့ရတယ်တဲ့
ယုံကြည်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကြစီလုံးလို့မရကြဘူးเนาะအဲ့တော့ဒီအစွမ်းတကူတွေပြပြီးသာသနာပြုတယ်ဆိုတဲ့ဤစနစ်ဟာမအောင်အဲ့ဒီဆရာတော်ကြီးကအမတမရိုးသားဖြောင့်မတ်တဲ့ဆရာတော်ကြီးဆိုဘုန်းကြီးတို့နဲ့လည်းရင်းနှီးပါတယ်ဆရာတော်ကြီးအမင်းရှိတယ်ကိုတော်တဲ့တပည့်တော်တို့ကလူစုရတာတဲ့ဒါလေးပြပြီးတော့လူစုရတာပါတဲ့ဒါမှဖျားတယ်လို့ရတာတဲ့လူတွေကဒီလိုစုမှလူကလာတာလို့ဆိုမလာဘူးတဲ့သူအစွမ်းတကူကဒါပဲလေသူပြောတယ်ဒီလိုဟာလေးပြလိုက်လို့ရှိရင်ကြံတဲ့လူတွေဟာအကုန်လုံးရပြီလို့ထင်ပြီးတော့ဒီတကိုးအာနာပါဝါနောက်လိုက်သွားပြီးတော့တကိုးရချင်တာနဲ့တကောက်ကောက်လိုက်ဒီကမှမျိုးတွေအများကြီးပဲရှိတယ်နော်ဒါပေမဲ့ကြီးတဲ့ပို့ပြီးဘာလုပ်ပေးနိုင်လဲဘာလုပ်ပေးလဲဘာလုပ်လို့မရှိဘူးမဟုတ်ရှိတယ်တကိုးအာရှိတိုင်းနဲ့လုပ်ပေးလို့ရတာမဟုတ်ဘူးတဲ့သို့တော့လူတွေကအဲ့ဒီတကိုးအာနာပါဝါနောက်ပဲလိုက်ကြစွမ်းတကူကြီးတယ်ကလေးပဲဘာဖြစ်တော့မှလဲဘာဖြစ်တော့မှဆိုအဖြစ်မျိုးတွေရောက်လာတတ်တယ်တဲ့အဲ့တော့အဲ့ဒီနည်းနဲ့သာသနာပြုလို့ရှိရင်လည်းမြတ်စွာဘုရားကမမှန်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့တကောအာနာပြပြီးတော့ပါဝါတွေကိုပြပြီးတော့စီယုံတယ်ဆိုလို့ရှိရင်ယုံကြည်တဲ့လူစုကနောက်ကလိုက်လာပေမဲ့လို့မယုံကြည်တဲ့လူစုကဘာပြောမလို့ဆိုရင်ဒါတွေကမျက်လှဲ့တွေပါလို့ပြောမှာခန္ဓာရီဝိဇ္ဇာဆိုတဲ့အတ္တပညာတစ်ခုရှိအိန္ဒိယတောင်ပိုင်းမှာတနည်းအားဖြင့်အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ခန္ဓာရဆိုတဲ့ယသိကသူကရင်ကျင့်ကြံကြိုးကိုအထောက်ရင်ကနေပြီးမန္တရာအတ္တပညာတစ်ခုဝိဇ္ဇာအတ္တပညာတစ်ခုသူတတ်သွားတယ်အဲ့ဒီအတ္တပညာတစ်ခုကတော်တော်လေးစွမ်းဆောင်မှုလူတွေအံ့ဩအောင်လုပ်ပေးနိုင်မှုတွေရှိတယ်ပေါ့အဲ့ဒီတတ်ပညာကိုခန္ဓာရီလို့မြန်မာပြည်မှာလည်းခန္ဓာရီဝိဇ္ဇာလိုင်းဆိုပြီးတော့လိုက်နေတဲ့လူတွေရှိတာရှိတယ်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကပိလိန်ဒဝိဇ္ဇာဆိုတဲ့မထေရကြီးကဘုရားဘာသာမဖြစ်ခင်ကသူကသုဏခန္ဓာရီကြီးဝိဇ္ဇာရှိတယ်သူခုခေတ်ခေါ်တဲ့ခေါ်ဘိုးတော်ပေါ့နော်ဘိုးတော်သူတော်စိတ်ကိုသိတယ်ကောင်းရင်ပြန်နိုင်တယ်ဟောသူလက်တွေ့ပြန်နိုင်တယ်ခေါင်းနောက်ဆုံးမြတ်စွာဘုရားနဲ့မြတ်စွာဘုရားကြွလာတဲ့အခါကျတော့သူ့အတတ်ပညာတွေဘာမှလုပ်လို့မရတော့ဘာမှလုပ်လို့မရတဲ့အခါကျတော့မှသူ့ရဲ့အစွမ်းတကူကြီးတဲ့ဘုရားရောက်လာလို့သူ့ရဲ့တကူတွေမစွမ်းတော့ဘူးဘုရားရှိကနေပြီးတော့နီးခံပြီးတော့အစွမ်းရှိတဲ့ဝိဇ္ဇာအကျင့်ကိုကျင့်မယ်ဆိုပြီးတော့ဘုရားရှိရောက်လာတယ်မြတ်စွာဘုရားကကမ္မထမ်းပေးလိုက်တဲ့အခါမှာယဟန္တာဖြစ်သွားယဟန္တာဖြစ်တဲ့အခါမှာဒီခန္ဓာတွေဝိဇ္ဇာအတ္တတွေကဘာမှမဟုတ်ဘူးဆိုတာသိသွားတယ်တဲ့နော်ဘာမှမဟုတ်ဘူးဆိုတာခန္ဓာတွေဝိဇ္ဇာတတ်ပြီးတော့ကိုယ်စိတ်လေးကိုကိုဖြူစင်အောင်မထားနိုင်လို့ရှိရင်လောဘတွေဖြစ်မယ်ဒေါသတွေဖြစ်မယ်သိရင်တန်လျာထဲမှာလဲအောင်မယ်ဒုက္ခတွေနောက်ရောက်အောင်မယ်မန္တန်တကူအစွမ်းတကူလေးနှီးပြီးတော့မဟုတ်တာလို့ရင်ငရဲကြအောင်မယ်နော်အေးဒါကြောင့်လို့ဒီခန္ဓာတွေဝိဇ္ဇာဆိုတဲ့အတ္တရှိတယ်တဲ့အဲ့ဒီအတ္တပညာတွေပါလို့မယုံကြည်တဲ့လူကဘယ်လိုပဲစီယုံမယုံကြည်တဲ့လူကလောကီအတ္တပညာမျက်လက်ပညာတွေပါဆိုပြီးတော့စီယုံလို့ရမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အဋ္ဌိဆိုတဲ့ဒီအစွမ်းတကူပြပြီးတော့သာသနာပြုတာမမှန်ဘူးလို့ပြောမြတ်စွာဘုရားဒါမှမဟုတ်ခွင့်မပြုတာအဲ့ဒါကြောင့်ခွင့်မပြုတချို့ကထင်ကောင်းထင်လိုက်မယ်တကူမျိုးလုံးပြရင်တော့အကုန်လုံးဘုရားဘာသာတွေဖြစ်သွားလိမ့်မယ်မြတ်စွာဘုရားမဖြစ်နိုင်ဘူးတဲ့ဒါနော်လူရဲ့တရားစိတ်ဆိုတာဖြစ်မလာနိုင်ဘူးတရားတရားအစစ်ကိုမရနိုင်ကံကံရဲ့အကျိုးကိုယုံကြည်လာတဲ့တရားမရသူ့ပေါ်ယုံကြည်လာတဲ့တရားတော့ဖြစ်ကောင်းဖြစ်မှာပေါ့တကူအာနာပါဝါကိုယုံကြည်လာတာမျိုးတော့ဖြစ်နေမှာပေါ့ကံကံရဲ့အကျိုးကိုယုံကြည်ပြီးတကယ်အနှစ်သာရကိုရအောင်အားထုတ်လို့တဲ့စိတ်ရှိမှာမဟုတ်ဘူး
ထိုတကိုးကိုမှီပြီးတော့အသုံးချခြင်းတဲ့စိတ်တွေတော့ပေါ်ကောင်းပေါ်လာနိုင်တယ်ဒါကြောင့်မို့လို့အဋ္ဌိပါတိဟာရိယလို့ခေါ်တဲ့ဒီအစွမ်းတကိုးနဲ့သာသနာပြုတဲ့နည်းကမမှန်ဘူးလို့မြတ်စွာဘုရားနောက်တစ်ခုကအာဒေသနာပါတိဟာရိယအာဒေသနာဆိုတာလူတယောက်ရဲ့အတွေးကိုဖော်ထုတ်တာခုခေတ်မှာလည်းရှိပါတယ်အံ့ဩစရာတွေပေါ့တချို့ဝိဇ္ဇာလိုက်တဲ့ပုဂ္ဂိုလ်တွေကဟာမင်းငါ့ရှိဘာကိစ္စလာတာမဟုတ်လားဆိုတာကြိုပြောနေကြိုသိဒီလူကတိတ်ကိုအံ့ဩတော့ဒါပေမဲ့ကြိုပြောရင်ကြိုသိနိုင်တာပဲရှိတယ်သူဘာလုပ်ပေးနိုင်ဘာလုပ်ပေးနိုင်သို့တော့လူကထင်တယ်လေဒီလိုလေးကြိုသိတယ်ဆိုရင်သူအကုန်လုံးလုပ်ပေးနိုင်တယ်လို့လူကယုံသွားပြန်ရောဘာမှလုပ်ပေးနိုင်တာဆိုတာမရှိဘူးတကူအာနာပါဝါလူတယောက်ဟာကိုယ်ကံကြမ္မာနဲ့ကိုဒါတွေကိုအကုန်လုပ်ပေးလို့ရတာမဟုတ်ဘူးကံကံကြီးကျိုးမယုံကြည်တော့ဘူးတကူအာနာပဲယုံကြည်ပါအာဒေသနာပါတိဟာရိယဆိုမင်းဘာတွေတွေးနေတာမဟုတ်လားငါစီလာတာမင်းဘာကိစ္စနဲ့လာတာမဟုတ်လားမင်းပြီးတော့ဘာဖြစ်မှာပဲမင်းလမ်းမှာဘာတွေစိတ်ကူးနေမင်းဘယ်သူနဲ့ဘာတွေတွေးလာဘုန်းကြီးတို့စကိုင်းမှာတည်းမဲ့ဘိုးတော်တယောက်ရှိသူစီလာလို့ရှိရင်သူကကျွတ်တင်ပြီးတော့စာရွက်ကလေးနဲ့ရေးလိုက်တယ်အဲ့ဒီလူတခါမှသူမသိဘူးပဲမဲ့လို့ဘယ်နှခုနှစ်ဘယ်နေ့ဘယ်လမှာဘယ်ရက်မှာမွေးတာမဟုတ်လားဆိုတာကြိုတင်ပြီးတော့သူ့ရဲ့ဒီဘာတည်း date of birth မွေးနေ့ရက်စွဲလေးကိုသူပြောပြနိုင်ဒါသူ့ရဲ့အစွမ်းတတ္တိလေးတစ်ခုမရှိဘူးမဟုတ်ရှိဒါပဲဒီတယ်ဟုတ်ပဲမသိဘူးအဲ့ဒါလေးနဲ့အထင်ကြီးပြီးတော့နောက်ဆုံးကြတော့စိတ်လက်စွပ်တွေပါသွားရွှေတွေပါသွားဘာတွေပါသွားနဲ့ပါသွားကြတာတွေအများကြီးဘာဖြစ်လို့လဲဆိုတော့လူတွေကအပေါ်ယံလေးလောက်ပဲယုံကြည်ကြတာများတာဟုတ်အတွင်းအနှစ်သာရကိုသိမသိအဲ့ဒါအာဒေသနာပါတိဟာရိယဆိုတာအဲ့ဒါဖြစ်လူရဲ့စိတ်ကိုသူတို့သိနိုင်တယ်သိတယ်ဆိုတာဟာတကယ်ထူးခြားတဲ့စေတောပရိယအဘိညာဉ်မျိုးနဲ့သိတာမဟုတ်ဘူးတဲ့တချို့ကြတော့ဗာလဲသိတော့ဆိုရင်သူတို့မွေးထားတဲ့မမြင်ရတဲ့တ attva တွေရှိတတ်တယ်အဲ့ဒီမမြင်ရတဲ့တ attva တွေကနေတဆင့်ပြောနေတာမမြင်ရတဲ့တ attva တွေကတဆင့်ပြောတာတခါပြောတဲ့ကြားဘူးသေးတယ်ဓာတ်လုံးပေးတာတို့လက်ဖွဲ့ပေးတာတို့ဘာလို့ဆိုဓာတ်လုံးတွေလက်ဖွဲ့တွေတနေရာမှာထိုးပြီးတော့ပေချာထားမရှိတဲ့နေရာပေးလို့မရဘူးရှိတဲ့ဆရာယူပေးယူတဲ့လူကကိုမမြင်ရတဲ့လူဖြစ်ဒါပေမဲ့လို့လက်ထဲရောက်လာတဲ့အခါကျတော့မှမြင်ရတယ်ဒီဓာတ်လုံးဆောင်ထားပါပြီဘာဖြစ်သို့တော့လူစိတ်မှာတော့တကယ်ကိုစံတတိရှိတယ်လို့တော့ထင်သွားရောထင်သွားတဲ့အခါဒါလေးအားကိုးပြီးတော့နေသည့်အတွက်ကြောင့်ဉာဏ်နဲ့အစွမ်းစားတွေလူမှာအားနေတော့မရှိတော့ကိုလိုရမယ့်ကုသိုလ်တွေမေ့သွားတယ်ကိုယ့်ရဲ့အစွမ်းတတိတွေအကုန်လုံးအသုံးချတော့လူဟာဘာဖြစ်တော့ရုပ်သေးဖြစ်သွားအစွမ်းတကူနောက်လိုက်နေတဲ့ရုပ်သေးဖြစ်သွားဘုန်းကြီးတို့ကိုယ်တိုင်ကိုပဲဒီဇက်နဲ့ပတ်သက်တဲ့အာယုံကြောယောဂစပြီးတော့ရှိခါစဒကမာကြီးကျုပ်ကအမတန်တရားတရားကောင်းတယ်အဲ့ဒီဆရာကိုပင့်ပေးတယ်ယောဂပျောက်စိတ်တယ်ဓာတ်နဲ့ခုလက်နဲ့ခုပေါ်လေဘုန်းကြီးတို့ကလည်းယုံနာမယုံနာသာထားကဲခုချိန်ခုလို့ကျောင်းခေါ်ခုလို့ရှိရင်တသိန်းခွဲပေးရတယ်သူဒါပဲလို့အဲ့ဒီကမှရဲရောတသိန်းခွဲပေးပြီးတော့ကျောင်းခေါ်အဲ့ဒီဆရာကစကားပြအောင်မပြောနိုင်ဘူးဘိုးတော်ပေါ့ဘာပြောပြတော့ဆိုသူ့မှာစကားကြံပါတယ်
သူအတန်လေးထွက်ရင်ဘာပြောလဲဆိုတာတကယ်ပြန်တဲ့လူကပြန်သူပြောတာတော့လေချောင်းထဲမှာပယောဂကလှုပ်ထားတယ်တဲ့လေချောင်းထဲမှာတစ်ခုထည့်ထားတယ်အဲ့ဒါကိုထုတ်လိုက်ရင်ပျောက်ပါတယ်ပေါ့ကဲကောင်းပြီပါဇဟပါထွေးကံလေးတစ်လုံးယူပါဇဟအာကောင်ကိုတူကလေးနဲ့ကန့်တဲ့ခါကျတော့အာကောင်ကိုတူနဲ့ကလေးတော့အញ្ញနာဘောဒါကတော့သဘာဝပဲအဲ့ဒီအញ្ញသိပေါက်တဲ့ကအန်ချလိုက်ဆိုတော့အန်ချလိုက်တာပဲဘာထွက်ရလို့ဆိုထွေးကံထဲမှာဝါပတ်ကြီးကိုတွေ့ဝါအမြင့်လေးတွေအထွေးတွေတွေ့သို့တော့ဘုန်းကြီးကတတိထားနေတာဆိုငါပစတ်ထဲကထွက်တာမဟုတ်ဘူးတရားလေချောင်းထဲကနေထွက်သွားရမယ်ဆိုတော့တော်တော်အန်ထုတ်ရမယ်သို့ဆိုလွယ်လွယ်ကူကူနဲ့ထွေးကံထဲမှာတော့ရောက်သွားတယ်ဘယ်ရောက်လာတာတော့မသိလိုက်ဘူးအဲ့ဒါသို့တော့ကိုယ်လည်းယုံကြည်စိတ်သိရှိတာမဟုတ်ဘူးတရားအဲ့တော့ထွေးကံနဲ့ရောက်သွားတာတော့ဟုတ်တယ်ဒါပေမဲ့ငါးလေချောင်းထဲကထွက်တာမဟုတ်ဘူးကြည့်လိုက်တဲ့အခါအဲ့ဒီဝါပတ်လေးကိုကြည့်ပြီးတော့ဒါလေးကအသေးကိုစူးသွားရင်ကုလို့မရတော့ဘူးပေါ့လေဒါလေးတွေကဒါသူတို့ရဲ့စကလုံးလေးတွေပေါ့အဲ့ဒါလို့ဒါကိုတွေ့နောက်ကြဘာလို့တုံးဆိုတော့ဒါလုံးလေးတစ်လုံးပေးသွားတော့ဒီကနေ့ကြည့်ဖះစင်မှာပဲတင်ထားလိုက်ပါလားရှိသေးလားတော့မသိပါဘူးဘုန်းကြီးသူတစ်တာထဲမှာဘာပါလာတော့ဆိုပိုးချီထွေးတစ်ခုပါချီငွေကြီးတစ်ခုပါအဲ့ဒီချီထွေးကိုတပတ်ရှူလေးထုံးပြီးတယ်ခါလိုက်တဲ့အခါကျတော့လက်ဖွဲ့လေးတွေဖြစ်သွားဒါကတော့တကယ်မျက်လက်ရှင်းလေးပဲသူကမျက်လက်ဒီလက်ဖွဲ့လေးတွေဖြစ်သွားပြီကျိုးလေးတွေနဲ့လက်ဖွဲ့လေးနောက်တစ်ခါထပ်ခါလိုက်တဲ့အခါကျတော့လက်ဖွဲ့လေးတွေအယောင်ပြောင်းသွားတယ်အဝါရောင်လေးတွေအဲ့ဒီအဝါရောင်လက်ဖွဲ့ကအစိတ်ဘုန်းကြီးအတွက် special ပေးထားတယ်တခါမှလည်းမသုံးပါဘူးဒီတိုင်းပဲတင်ထားအခုရှိသေးလားမသိဘူးလိုချင်တဲ့လူယူကြံတဲ့လူတွေကိုတော့လက်ဖွဲ့တကုန်းကိုပတ်စံအစိတ်စီနဲ့ရောင်းတော့တော်တော်လေးရောင်းကောင်းလိုက်လာကြည့်တယ်လူတွေအဲ့ဒီလူတွေဘာရတော့မသိဘူးဘုန်းကြီးကတော့ဘာမှမရပါဘူးယောဂလည်းဒီတိုင်းပါအစွမ်းအစလေးတစ်ခုပဲပြနိုင်တာမပြနိုင်ဘူးမဟုတ်ဘူးပြသူပြအဲ့ဒီအစွမ်းအစလေးတစ်ခုပေါ်မှာယုံကြည်လိုက်လို့ရှိရင်ကျန်တာတွေပါအကုန်လုံးကကိုယ်ကယုံကြည်သွားတယ်လူတွေမှာအဲ့ဒါလိုဖြစ်တယ်ဒါသမိလို့ပြောတာဒီအဋ္ဌိပါတိဟာရိယအာဒီတနာပါတိဟာရိယတွေနဲ့ပတ်သက်ပြီးတော့ဒီနောက်ကိုလိုက်နေဘာဖြစ်မှာတော့ဘာမှဖြစ်ဘူးဒါသိချာဘာမှဖြစ်ဒါပြင်သူတို့စွမ်းရည်တတ္တိမရှိဘူးလားဆိုရှိပါရှိတဲ့လောက်ရှိတယ်ဒါပေမဲ့ကိုယ်တတ္တိမဟုတ်သူတတ္တိလေကိုယ်ရလို့တတ္တိမျိုးရခြင်းကိုယ့်ကိုချင်းမဒါဘူးလူတွေကမေ့တာမှဘယ်လောက်ထိမေ့တုံးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေ့တဲ့အခါကျရင်တရားဓမ္မတွေကဘာလျှောက်လဲအရှင်ဘုရားတဲ့တပည့်တော်မေတ္တာလေးပို့ပေးပါဗျာမေတ္တာလေးပို့ဘုန်းကြီးတို့စာရဲပါတာတော့မေတ္တာဆိုတာကိုယ်တိုင်ပွားမှမေတ္တာအကျိုးခံစားရတာသူများကပို့ပေးတဲ့မေတ္တာနဲ့အကျိုးခံစားရတယ်လို့ကြားဖို့မြတ်စွာဘုရားဟောတာကမေတ္တာအကျိုး7မျိုးလို့ဆိုတာကိုယ်တိုင်ပွားများအားထုတ်ပြီးကိုယ်နှလုံးသားနဲ့မေတ္တာရောက်မှအဲ့ဒီမေတ္တာကအကျိုးပြုတာသူများကပို့ပေးတဲ့မေတ္တာလေးကအကျိုးပြုတယ်လို့ဒီလိုမဟောပါဘူးအကျိုးမရှိဘူးပြောတာမဟုတ်ဘူးရှိတဲ့လောက်တော့ရှိတယ်သူများစီကတောင်းယူရဆိုနည်းနည်းပဲရမှာပေါ့အဲ့တော့ကိုယ်တိုင်ပွားရမှာကိုမေ့နေပြီးတော့ရှင်ဘုရားမေတ္တာလေးပို့ပေးပါဘုရားဆိုဘယ်လောက်ရမှာတော့ဘယ်လောက်မှမရနော်မေတ္တာတော်တော်ကြီးကျယ်ကျယ်ပို့ပေးတောင်မှပဲကိုယ်နှလုံးသားထဲကပူးနေမှာပဲဒီလိုကမေတ္တာပဲရမေတ္တာပို့တဲ့ပုဂ္ဂိုလ်ရဲ့အရှိန်အဝါကြောင့်ပတ်ဝန်းကျင်ရိုက်ခတ်မှုမရှိဘူးလားရှိပါတယ်ဥမာမဲ့တောထဲမှာနေမေတ္တာဘာဝနာပွားနေမယ်ဆိုလို့ရှိရင်တိရစ္ဆာန်တွေဟာတကောင်းမညှင်းဆဲကြဘူးအေးချမ်းချမ်းဖြစ်သွားကြတယ်အနိုင်မကျင့်ကြဘူး
ဒီလိုအကျိုးသက်ရောက်မှုလေးတော့ဖြစ်တယ်ဒါကဥပနိဒေယပစ္စည်းလို့ခေါ်တယ်ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုလို့ခေါ်တယ်ဒါဥပမာဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ရောက်သွားတယ်ကျောင်းဝင်းကြီးကလည်းသာသာရာတန်ဃာတွေကလည်းမြင်ရတဲ့အခါမှာစိတ်ထဲမှာကြည်လူးသွားတယ်ဒီလိုဟာမျိုးဖြစ်တာကိုပြောတယ်ဥပနိဒေယပစ္စည်းတာယာလှပတဲ့နေရာရောက်ရင်လူစိတ်ကတစ်မျိုးလေရှုပ်ထွေးပွေလောင်နေတဲ့နေရာရောက်သွားရင်လူစိတ်ကတစ်မျိုးဒါကပတ်ဝန်းကျင်ကိုရိုက်ခတ်မှုလို့ခေါ်တယ်ဒါဥပနိဒေယပစ္စည်းပဲအစွမ်းတကောဆိုတာမရှိဘူးမဟုတ်ဘူးမရှိဘူးလို့ပြောလို့တာမဟုတ်ရှိတယ်အဲ့ဒီအစွမ်းတကောကကိုယ်နဲ့ဆိုင်မှဆိုင်တယ်နော်ကိုယ့်အတွက်အကျိုးဖြစ်ချင်မှဖြစ်တယ်အပေါ်ယံလေးတော့အကျိုးဖြစ်တယ်ဘယ်ရာဖြစ်အစွမ်းတကောကမရှိဘူးတော့မဟုတ်ရှိတယ်စွမ်းတကောမရှိဘူးဆိုပြီးတော့ဟုတ်လားဝန်းလျှောတတ်တဲ့အရက်သွားစားဝန်းလျှောမှာပေါ့ဒါသူ့အစွမ်းတကောပဲလေအစိတ်ဖြစ်တဲ့အစာသွားစားအစိတ်တဲ့မှာပေါ့ဒါဒီတစ်ပင်ဒီ organism non organism တွေတောင်မှပဲဒီအစွမ်းတကောဆိုတာရှိတာကြည့်ပဲအကုန်လုံးမရှိမဟုတ်ရှိသို့တော့ဒီအစွမ်းတကောတွေကကိုယ့်အတွက်ဘာသုံးချလဲဘာမှသုံးမချဘူးတရားဒါတွေကိုယုံကြည်ပြီးလိုက်လို့ရှိရင်တော့ကြည့်သုံးမချဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကအာထေသနာပါတိဟာရိယမင်းဘာတွေတွေးနေတာမဟုတ်လားဆိုပြီးတော့ဒီနည်းစနစ်တွေကိုအသုံးချပြီးသာသနာပြုမယ်ဆိုရင်လည်းမအောင်မြင်ပါဘူးတဲ့။ဘာဖြစ်လို့လဲဆိုရင်ယုံတဲ့လူရှိတယ်မယုံတဲ့လူရှိတယ်။မယုံတဲ့လူကိုသွားစည်းရုံးလို့မရဘူးတဲ့ထားလိုက်။ဘာဖြစ်လို့လဲဆိုရင်တဲ့မဏိကာဝိဇ္ဇာလို့ခေါ်တဲ့စိန္ဒာမဏိဆိုတဲ့အတတ်ပညာတစ်ခုရှိတယ်။လူရဲ့စိတ်ကိုအတတ်သိနိုင်တယ်တဲ့။အဲ့ဒီစိန္ဒာမဏိဝိဇ္ဇာလူစိတ်သိတာကသိတာပဲသူဘာမှလုပ်လို့ရတာမဟုတ်ဘူးလေ။ဒီတဲ့ပို့ပြီးတော့စမ်းတတ်တယ်ရှိပါဘူးအဲဒီလိုအစွမ်းတကူထက်တဲ့ခုခေတ်လိုပြောရင်ဘိုးတော်ဆရာတော်ကြီးတစ်ပါးနောက်ဘုန်းကြီးတို့နောင်တော်တစ်ပါးလိုက်သွားတာရှိလိုက်တယ်ဆိုတာဆရာတော်ကြီးတစ်ပါးအနေနဲ့ယုံကြည်လို့မဟုတ်ဆရာတော်ကြီးကိုဝေယဝိသပြုတဲ့အနေနဲ့လိုက်သွားရင်ဘုန်းကြီးနောင်တော်ကပြန်ပြောပြတယ်ဆရာတော်ကြီးကထူးထူးဆန်းဆန်းလေးလုပ်ပြတယ်ခုနဖန်ခွေထဲမှာဓာတ်လုံးရောက်နေတာတို့လက်ဖွဲ့ရောက်နေတာတို့မမြင်ရဘဲနဲ့ပြက်ခနဲ့ပေါ်လာတာတို့ဒါတွေကိုကြည့်ပြီးတော့ဘုန်းကြီးနောင်တော်ကစိတ်ထဲမှာစဉ်းစားတယ်ဆရာတော်ကြီးကမျက်လှည့်တွေလုံတာထမရဲ့အဲ့ဒါလို့တွေးပြီးတဲ့နောက်မှာဆရာတော်ကြီးကစိတ်အကြံသိသွားဘာပြောတော့ဆိုဘုန်းကြီးလေးတဲ့မယုံမရှိနဲ့ဗျလောကီကအကုန်လုံးလို့ရတယ်လို့ပြောတယ်ဒါလောကီနဲ့လို့ပွင့်ပွင့်လင်းလင်းပြောတဲ့အခါအဲ့ဆရာတော်ကြီးကကျွတ်တို့ကဗျာဒါလေးလုပ်ပြီးတော့လူစုရတာပါတဲ့ခမည်းတော်ပရိယပฏิပတ်အလုပ်တွေကမှတကယ်သာသနာပြုပါဆရာတော်ကြီးတဲ့အလုပ်မရှိဒါအမတန်ရိုးသားတဲ့ဆရာတော်ကြီးတွေနော်ကျွတ်တို့ကဖះတဲကျင်တာကိုဗျာတဲ့ဖះတဲကျင်တော့ဒီလိုလေးမှမပြလို့ရှိရင်လူမလာဘူးဗျာတဲ့ဒါလူလာအောင်လုပ်ရတာဟောဒါအမှန်ပဲအဲ့တော့ဒီလုံးလို့ကုသိုလ်မရကြဘူးလားဆိုတော့ရပါပဲလှူကြတယ်တန်းကြတယ်လေလှူတန်းကုသိုလ်ရလှူရတန်းတာကုသိုလ်ရသို့တော့ခုနကလောဘနဲ့လှူလို့ရှိရင်တော့မဟုတ်ဘူးတရားကုသိုလ်ကညံ့သွားနိုင်တယ်ပေါ့စီစဉ်ဥစ္စာတွေတိုးမယ်ငါဒီလိုလှူလိုက်သည့်အတွက်ကြောင့်ငါမလိုက်မယ်ငါစည်းပွားဥစ္စာတွေတိုးအောင်လုပ်ပေးနိုင်လိမ့်မယ်လို့အဲ့ဒီလိုယုံကြည်ရင်တော့ဒါဖြစ်ချင်မှဖြစ်မှာပေါ့ကိုယ်အတိတ်ကံကရှိနေရင်လည်းဖြစ်တာဆိုပါစို့သင်္ကန်းတပိတ်ပြိခရာလှူခဲ့ပြီးတဲ့အခါမှာအိဘိက္ခုယံဖြစ်နေကျွတ်တန်းဝင်လို့ပါတယ်လို့စုပန်လာခဲ့တဲ့ပုဂ္ဂိုလ်များကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကလက်ရတော်ဆန့်တန်းပြီးတော့အိဘိက္ခုလို့ခေါ်လိုက်တာနဲ့တပြိုင်နက်လူအသွင်ပြောက်ပြီးယဟန်တွင်ရောက်သွားတယ်ဒါဖြင့်မြတ်စွာဘုရားကပုဂ္ဂိုလ်တိုင်းကိုအဲ့လိုခေါ်ပြီးလို့ရလားဆိုမရဘူးခုနတော့ကစုပန်ခဲ့တဲ့ပုဂ္ဂိုလ်ကိုသာမြတ်စွာဘုရားအဲ့လိုခေါ်တာစုမပန်ခဲ့တဲ့ပုဂ္ဂိုလ်တွေကိုအိဘိက္ခုခေါ်မပေးဘူးဆိုမရဆိုလိုတာကသူကံနဲ့
သူ့ကံကိုပွင့်သွားအောင်မြတ်စွာဘုရားလုပ်ပေးတာပဲရှိတယ်တမန်အပြင်ပြောမယ်ဆိုရင်ဘုရားကတကူနဲ့ဖန်ဆင်းပေးလိုက်တယ်လို့ထင်ကောင်းထင်လိမ့်မယ်အဲ့ဒါလို့မဟုတ်ဘူးကံအကျိုးပေးခွင့်ရအောင်မြတ်စွာဘုရားဖွင့်ပေးတာပဲရှိအကျိုးပေးလိုက်တာကဘယ်သူကပေးတာလဲဆိုသူကံကပေးတာသူကံကမပါဘူးဆိုလို့ရှိရင်ဘာလို့ပေးလို့မရဘူးတရားမင်းကတော့မားလို့မရဘူးသူသားကိုချစ်တယ်တရားမင်းကဟိုဘွားတုန်းကသူသားသိုးတေးနေလိုက်တာအရက်အိုးအရက်တော့ဘွဲတေးပြီးတော့ရှိသမျှပစ္စည်းတွေအကုန်သွားသားဆင်းနေတာကိုတရားဘဝရောက်ပြီမဲ့လို့မကြည့်နိုင်ဘူးအိုးလေးတစ်လုံးလာပေးထားတယ်မင်းခယူးဆိုင်တော့ဒီအိုးလေးရှိရင်မင်းစားစရာတွေရှိနေမှာပဲနေစရာတွေလည်းရှိနေအိုးကွဲသွားရင်တော့ငါမတတ်နိုင်ဘူးအိစ္ဆာတွေကအိုးလေးပေးတယ်အရက်မူးပြီးတော့မြောက်ပြီးကစားလိုက်တာအိုးကကွက်ခနဲ့ကြကွဲတော့သွားတယ်နော်တရားမင်းတောင်လက်မြောက်တယ်မကျင်နေတယ်လို့အကုန်လုံးမလို့မရဘူးဆိုတဲ့သဘောကိုအေးအများစုကတော့ဒီလိုစွမ်းတကူရှိလာပြီဆိုလို့ရှိရင်အကုန်လုံးလို့ရတယ်လို့ထင်ပြီးတော့ပုံပြီးတော့ယုံကြတယ်ဒါတတိထားစရာလေးပေါ့နော်အခုမြတ်စွာဘုရားကကေဝတ္တတုတ်ဟာဒါကိုဟောနေသာသနာပြုပြီဆိုရင်ဒီလိုအစွမ်းတကူတွေပြပြီးသာသနာပြုလို့ကရာခိုင်နှုန်းပြည့်မအောင်ဘူးတဲ့နောက်အစွမ်းတကူတစ်ခုကဘာလို့ဆိုရင်အနုတာတတိဆုံးမဩဝါဒပေးတာဘယ်လိုနေရတယ်ဘယ်လိုထိုင်ရတယ်ဘယ်လိုတွေးရတယ်ဘယ်လိုမတွေးရဘူးသင်ပေးတာပေါ့တရားအထုတ်နည်းသင်ပေးတယ်လူနည်းတန်းနည်းသင်ပေးတယ်စသဖြင့်သင်ပေးတယ်သင်ပေးလို့အသိဉာဏ်ကြီးရလာပြီးတော့လက်တွေ့ခံစားရတဲ့အခါမှာဒီဟာကတော့တကယ်ပါဝါပဲတကယ်အစွမ်းတကူမြတ်စွာဘုရားကဒါရမို့အိဋ္ဌိဆိုတဲ့အစွမ်းတကူကိုလည်းအသုံးမပြုနဲ့အာထေသနာဆိုတဲ့အစွမ်းတကူကိုလည်းအသုံးမပြုနဲ့တကယ်အနှစ်သာရကတော့အနုတာတဏီဆုံးမဩဝါဒပေးတာဟာအကောင်းဆုံးမြတ်စွာဘုရားဟောတဲ့တရားဒေသနာတော်တွေမှန်ညာဟာအနုတာတဏီပါဠိဟာရလို့ခေါ်တယ်လောကကြီးမှာဆုံးရှုံးမှုတွေအားလုံးနဲ့ကြုံရလို့ယောက်ျားလည်းဆုံးတယ်သားသမီးတွေလည်းဆုံးကုန်တယ်ဆွေမျိုးမိဘတွေလည်းကုန်သွားတယ်အယူမဘဝရောက်သွားတဲ့ပဒါစာတွေအယူဘဝကနေကဲတင်ပြီးတော့ယဟန္တာဖြစ်သွားအောင်အဆုံးမဩဝါဒနဲ့သွားပါဝါနဲ့လောက်တာမဟုတ်ဘူးနော်တကူပါဝါနဲ့မဟုတ်ဘူးစဉ်းစားဖို့ရမြတ်စွာဘုရားကဟောတာတရားပြလိုက်တဲ့အခါကျတော့လုံးဝစိတ်ငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ဘဝရောက်သွားတာဒါအနုတ္တတဏိပါတိယလေးအတိတဲ့အစွမ်းထက်တာပဲရှိတယ်ဒီလိုပဲမြတ်စွာဘုရားလက်ထက်မှာဆင်းရဲဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာမှုအပြည့်အဝရသွားကြတာဟာအနုတ္တတဏိပါတိဟာရိယပဲအေးမြတ်စွာဘုရားတကူမပြဘူးလားဆိုပြဘာကြွက်ပြတာစီယုံဖို့ပြတာမဟုတ်ဘူးတို့တန်တန်မှာဒီလိုအစွမ်းတတ္တိတွေရှိတယ်တို့တရားမှန်ကန်တယ်ဆိုတာကိုသိစေလို့ရေးပြတာအဓိကကတော့တရားကျင့်ဖို့ရအဓိကပဲမြတ်စွာဘုရားတကူပြတယ်ဆိုရှင်မမောက္ကလံတကူရဣတိရိယထားပြီမဲ့လို့အလုံးသိကြတဲ့အတိုင်းရှင်မမောက္ကလံဟာကာလတိလာဆိုတဲ့ကြောင်းတဲ့တောင်ပေါ်မှာနောက်ဆုံးကြတော့တခိုးတည်းများတွေဝိုင်းရိုက်တတ်လို့ပြိဋိဘံဆံသွားတာပဲတကိုးနဲ့ကာကွယ်ဟန်တားခြင်းမလုပ်ဘူးလုပ်ရင်မလွတ်ဘူးလားလို့ဆိုတော့နှစ်ချိန်တိုင်တိုင်လွတ်တယ်သုံးချိန်ရောက်ဘာဖြစ်လို့မလွတ်ဘာဖြစ်လဲခွင်းလုံးကျွတ်မလွတ်သလဲဆိုရင်အေးကံကြမ္မာဖြည့်စည်းလာပြီဆိုလို့ရှိရင်တော့တကိုးကလည်းကံကြမ္မာကိုလက်လျှော့လိုက်ရတာပဲစွမ်းတကိုးဆိုကံကြမ္မာကိုဘယ်သူမှမလွတ်ဘူးအဲ့တော့ကံရဲ့အစွမ်းတကူဟာသာလေကိုယ့်ရဲ့တကယ်အစွမ်းတကူပဲကံကောင်းအောင်လုပ်နေကိုရခုနအနုတ္တတဏိပါဠိဟာရိယဆုံးမဩဝါဒကိုနားလည်ဖို့လိုတယ်ဒီကနေ့ကဘာမှာဗုဒ္ဓဘာသာဥယျာဉ်ဟာတဖြည်းဖြည်းတိုးလာဘုန်းကြီးတို့နှစ်စဉ်နှစ်တိုင်း
ဂျာမနီတို့နယ်သာလန်တို့အဲ့ဒီနိုင်ငံတွေသွားအဘိဓမ္မာသင်တန်းတွေသွားပို့ချဘုရားဘာသာဥယျာဉ်များလာဘာဖြစ်လို့များလာသလဲလို့ဆိုတော့စိတ်ဖိစီးမှုတွေတော်တော်များလာတဲ့အခါကျတော့ထိုစိတ်ဖိစီးမှုတွေကို psychotherapist တွေ psychiatrist တို့နီးစနစ်တွေနဲ့ psychology တွေနဲ့ကုစားလို့မရတော့ဗုဒ္ဓဘာသာကဟောတဲ့ meditation ဆိုတာကောင်းမလားလို့တရားထိုင်ကြည့်ကြတရားထိုင်ကြည့်တဲ့အခါအထိုက်လျောက်သူတို့စိတ်ဖိစီးမှုတွေပျောက်လာကြကမ္မထာဆရာသွန်သင်ဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးပြီးတရားထုံးလိုက်ကြတဲ့အခါကျတော့စိတ်ဖိစီးမှုတွေပျောက်ပြီးတော့စိတ်ချမ်းသာမှုတွေရစိတ်ချမ်းသာမှုရလာသည့်အတွက်ကြောင့်မိယုခလာဘာသာတစ်ခုကိုစွန့်ပယ်ပြီးတော့ဘုရားဘာသာအဖြစ်ခံယူလာကြတယ်ဒါအနုတ္တသနိပါတိဟာတကိုးပြတာမဟုတ်ဘူးเนาะတရားကတကိုးပြတယ်လို့ပြောရင်ပြောဖို့မြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေကလုံးဝမှန်တယ်တဲ့သက်ခါတော့တကယ်အမှန်တိုင်းဟောတာဒါကိုဒီတိုင်းလုပ်ရင်အဟုတ်ဖြစ်တယ်ပေါ့လူတိုင်းလုပ်သူတိုင်းဘုရားဘာသာယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဒီလမ်းကြောင်းတိုင်လျှောက်ရင်ဒီလမ်းရောက်တာပဲဆိုပါစို့ဒီလမ်းကသွားရင်ရွှေကုန်းဘုရားရောက်တယ်လို့သိသည်ဖြစ်စေမသိသည်ဖြစ်စေယုံသည်ဖြစ်စေမယုံသည်ဖြစ်စေရွှေကုန်းဘုရားကိုဥတည်ဖောက်ထားတဲ့လမ်းကြီးကိုရှောက်ရင်တော့ရွှေကုန်းဘုရားရောက်မှသိချတယ်ဆိုလိုတာကလမ်းမှန်မှုအရေးကြီးတယ်လို့ပြောတာเนาะမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဘုရားတရားဖြစ်ရင်ဘုရားဘာသာအဖြစ်ပြောင်းဖို့ဆိုတာမတိုက်တွန်းပါဘူးမတိုက်တွန်းဥဒ္ဓံပရိကတုတ်ဟာမြတ်စွာဘုရားအတိလင်းဟောထားတာရှိပရပိုက်တွေကိုတရားဟောရင်မြတ်စွာဘုရားအနေပြီးတော့မင်းတို့ငါပြောတဲ့ဟာကိုလုပ်ကြည့်ပါလားမင်းတို့ကထင်လိုက်မယ်တဲ့ငါတရားဟောနေတာငါဘာသာအတွက်စီးယုံတယ်ဒီလိုအောင်းမေ့နေလိမ့်မယ်တဲ့ငါတပည့်ရှာတယ်လို့ထင်နေလိမ့်မယ်တဲ့ကဲငါပြောမယ်တဲ့မင်းတို့ဘာသာအတိုင်းထားမင်းတို့ဆရာနဲ့မင်းတို့တပည့်မင်းတို့ဘာသာအတိုင်းထားပြောင်းเสียမလို့သို့တော့ငါပြောတာလေးကိုမင်း9ရက်လောက်စမ်းကြည့်ဟောတရားသာစမ်းခိုင်းတာမြတ်စွာဘုရားဘာသာမပြောင်းခိုင်းဘူးဒါဥဒ္ဓံပရတုတ်မရှိတော့အဲ့ဒါကိုကြည့်လို့ရှိရင်အမှန်တရားဆိုတာသူကလက်ခံတာအခုဒီကနေ့နိုင်ငံသားတွေဘုရားဘာသာဖြစ်လာတယ်ဆိုတာသူကလက်ခံလာကြတာဘယ်သူမှသွားစည်းရုံးတာမဟုတ်ဘူးဘယ်သူမှသွားစည်းရုံးပြီးလှုံ့ဆော်နေကြတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကမ္မထမ်းတရားကိုအားထုတ်ရင်းကနေပြီးတော့ဘုရားဘာသာဝဲစိတ်ဝင်စားလာတာစိတ်ဝင်စားလာတဲ့အခါမှာတကယ်ကိုဘုရားဘာသာဖြစ်လာကြဘုန်းကြီးတို့စီမှာပြီးတော့မှသင်္นานအကျဉ်းချင်းတက်လာဂျာမန်အမျိုးသမီးကြီးတယောက်ဆိုလို့ရှိရင်ဗမာပြည်လာပြီးတော့သင်္นานတက်ရင်ဘုရားဘာသာကိုစိတ်ဝင်စားလာဘာဖြစ်လို့တော့ဒီတရားတွေကိုကြည့်ရင်သူကိုယ်တိုင်တရားထုတ်တယ်တရားထုတ်တော့တရားရဲ့အရာတွေသိလာတဲ့အခါကျတော့ဗမာပြည်မှာသီလရှင်ဖြစ်ဝတ်တယ်ရောက်နေတဲ့အခိုက်သီလရှင်ဝတ်တယ်ဟိုပြန်သွားတဲ့အခါကျတော့လူကိုပြန်လဲတယ်သို့တော့သူ့စိတ်ထဲမှာ7ပါးသီလကိုမချဘူးဘုန်းကြီးစီစာရေးတာသူကခဏစီ7ပါးသီလရှိတော့မှာတဲ့အဲ့တော့ဟောနောက်တစ်နှစ်လာတဲ့အခါကျတော့7ပါးသီလမချရုံနဲ့မကဘူးဘယ်သူတွေကသူ့ကိုထူးဆန်းတဲ့မျက်လုံးနဲ့ကြည့်ဘယ်သူကြည့်တာပဲဖြစ်ဖြစ်သူကခရူးမဆိုင်တော့ဘူးသီလရှင်ဝတ်နဲ့ပဲနေတော့တာနောက်ပိုင်းကျယုံကြည်သွားပြီလေသူလက်ခံသွားပြီယုံကြည်တယ်ဆိုတာတရားစွမ်းအားတစ်ခုတည်းနဲ့မဟုတ်ဘူးသူကိုယ်တိုင်သိတာအသိဉာဏ်နဲ့ယုံကြည်တာလို့ခေါ်တယ်တရားတစ်ခုတည်းကစိတ်ချရဘူးပညာပါမဒါကြောင့်မို့လို့တရားမဲ့ပညာမဲ့တရားဆိုတာအန္တရာယ်အလွန်များတယ်တဲ့ပညာမပါဘဲနဲ့တရားတက်ဆိုမဖြစ်နိုင်ဘူးခုနအစွမ်းတကူတွေပြရင်ပညာမပါဘဲနဲ့ပညာမဲ့တရားမျိုးသာဖြစ်နိုင်တယ်တရားပညာအပြည့်အဝရှိတဲ့တရားမျိုးလိုအပ်တယ်ပေါ့နော်သိပြီးတော့ကြီးညိုတာ
အဝိသပတာရဆိုတာအသိဉာဏ်နဲ့ကြီးညိုတာဘုရားကိုတရားကိုတန်ခါကိုအသိဉာဏ်နဲ့ကြီးညိုတာဒီကနေ့ဘုရားဘာသာအဖြစ်ကူးပြောင်းလာကြတယ်ဆိုတဲ့နိုင်ငံသားတွေဟာဘုရားတရားတန်ခါကိုကြီးညိုလာတယ်ဆိုတာခုနကသူတို့ကိုယ်တိုင်တရားကိုလေ့လာအားထုတ်ပြီးတော့ကြီးညိုလာကြတာတွေကြီးပဲများတယ်တဲ့ဘုန်းကြီးတို့ဂျာမနီဘာလင်မှာ Buddhist House ဆိုဒီလိုဓမ္မတူတဲ့ကျောင်းတစ်ကျောင်းမှာ3 ပတ်ပြီးတော့မှသင်တန်းပို့ချနောက်ဆုံးပြီးတဲ့နေ့မှာအမျိုးသမီးတစ်ယောက်ကဘာလျှောက်တုံးဆိုရင်ဒီသင်တန်းတက်လိုက်ရတာသူ့ဘဝဟာလုံးဝပြောင်းလဲသွားပါတယ်လို့ဒါလျှောက်တယ်။နောက်အမျိုးသမီးတစ်ယောက်ကဘာလျှောက်တုံးဆိုရင်သူဒီကနေ့ကနေစပြီးတိဘက်ဗုဒ္ဓဘာသာဝင်အဖြစ်ကနေပြီးခြေရဝါဒဗုဒ္ဓဘာသာဝင်အဖြစ်ကိုကူးပြောင်းလိုက်ပါပြီလို့ဒီလိုလျှောက်တယ်။ဒါထူးထူးခြားခြားကျန်တဲ့လူတွေကတော့ထူးထူးတွေမလျှောက်ဘူးမလျှောက်ပေမဲ့လို့ဒီတရားကိုရှင်းပြပြီးသူတို့တရားကိုသိလိုက်ရတဲ့အခါမှာကျင့်နှံ့မှုတွေအများကြီးရတယ်ဆိုတော့ထင်ရှားတယ်ဒါတွေကဘာလို့ဆိုရင်အနုတ္တတဏိပါဠိဟာတွေကတကိုးပြပြီးစီယုံတာမဟုတ်ဘူးတဲ့အမှန်တရားကိုထုတ်ဖော်ပြောကြားပြီးတော့ဘုရားဘာသာရဲ့သာသနာတော်ကိုပြန်ပေါအောင်လုပ်တာဒါအနုတ္တတဏိပါဠိဟာရလို့ခေါ်တယ်မြတ်စွာဘုရားကအဋ္ဌိဆိုတဲ့အစွမ်းတကူတွေပြပြီးစီယုံတာမျိုးတို့အာဒေသနာဆိုတဲ့ဒီလူတယောက်ရဲ့စိတ်ကိုရည်ညွှန်းပြောဆိုတဲ့အတ္တဟောတာမျိုးတွေကိုဟောပြီးတော့စီယုံတာမျိုးတို့ဒီဟာတွေကမအောင်မြင်နိုင်ဘူးတဲ့တကယ်အစစ်မှန်အနုတ္တတဏိလို့ခေါ်တဲ့ဆုံးမဩဝါဒပေးခြင်းကသာလေတရားဓမ္မကိုသင်ပြပေးခြင်းကသာလေသာသနာပြုတာဟာတကယ်စစ်မှန်တယ်။ဘာဖြစ်လို့လဲဆိုပညာရပါတာဒါခုနတွေကတရားလောက်ပဲရနိုင်တယ်ပညာမရဘူးမြတ်စွာဘုရားတရားတော်တွေကိုဟောပြောဆုံးမပေးတဲ့အခါကျပညာရလာတဲ့အခါကျသူကသူစဉ်းစားတတ်တယ်သူစဉ်းစားတတ်လာသည့်အတွက်ကြောင့်ယုံကြည်မှုတွေခိုင်မာတယ်ခုနယုံကြည်မှုတွေမခိုင်မာဘူးတဲ့ဟောခိုင်မာတဲ့ယုံကြည်မှုရဖို့အတွက်မြတ်စွာဘုရားကကေဝတ္တအဋ္ဌိဝိဒလို့ဆိုတဲ့ဒီနည်းနဲ့သာသနာပြုလည်းပဲမအောင်မြင်နိုင်ဘူးအာထေသနာလို့ခေါ်တဲ့ဒီနည်းနဲ့သာသနာပြုလည်းမအောင်နိုင်ဘူးငါခွင့်ပြုတာကအနုတ္တတဏိတစ်ခုတည်းပဲတို့လည်းပဲအခုတကိုးပြနေတာပဲလို့မြတ်စွာဘုရားဆိုတယ်နာလန္ဒမှာတို့ကမြေရှိုးမိုးပြန်ဆိုတဲ့တကိုးတွေလုံးမပြပေမဲ့လို့ဘယ်လိုနေရတယ်ဘယ်လိုထိုင်ရတယ်ဆိုတရားဓမ္မတွေဟောနေတာဟာဒါအစွမ်းတကိုးတွေပြနေတာပဲလို့ပြောတာနော်အဲ့တော့ဒီလိုတရားဓမ္မဟောပြီးတော့အစွမ်းတကူပြတဲ့အစွမ်းတတ္တိကသာလဲအလွန်ခိုင်မြဲတဲ့အရာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်တစ်ဖက်သားကိုအသိဉာဏ်နဲ့ပေးပြီးသားဖြစ်သွားလို့ပဲ။အဲ့ဒါလို့အသိဉာဏ်မပေးဘူးဆိုလို့ရှိရင်ဘာဖြစ်နိုင်လို့အသိဉာဏ်မပါဘဲနဲ့ယုံကြည်မှုဟာပညာမဲ့တရားဆိုအရာရာယုံကြည်ပြီးတော့လမ်းမှားတွေကိုရောက်သွားနိုင်တယ်။မြတ်စွာဘုရားလက်ထက်ကရှိတကောပင်ကြီးနေဘလောက်ရှိအသိဉာဏ်အားနည်းသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာပု္ပ္ပာတစ်ခုရဲ့အဖြေမှန်ကိုမထုတ်နိုင်ဘူးတဲ့အဲ့ဒီတုတ်တံမှာမြတ်စွာဘုရားကဆက်ပြီးဟောထားတာပြီးရင်ငါမေးခြင်းနဲ့ဖြေသမ်းဟောဓာတ်ကြီးလေးပါးဘယ်မှာချုပ်တယ်လဲနောက်ဆုံးဓာတ်ကြီးလေးပါးဘယ်မှာကုန်သွားတယ်လဲသူဒီမေးခွန်းမေးတော့နတ်တရားပါပြောဟာကိုတော်တပည့်တော်တို့မသိဘူးဒီဟာတပည့်တော်တို့ရဲ့တကိုးကြီးတာနတ်မင်းကြီး၄ယောက်ရှိတယ်အဲ့ဒီမေးကြည့်တပည့်တော်တို့ရဲ့တကိုးကြီးဟာနတ်မင်းကြီး၄ယောက်စီသွားဓာတ်ကြီးလေးပါးဘယ်မှာချုပ်လဲနတ်မင်းကြီးတွေရတယ်စိတ်ညစ်တယ်ဒီကိုတော်ဒါပဲချုပ်တယ်တို့လည်းပဲသိမလို့နဲ့ကိုတော်တပည့်တော်တို့ရဲ့တကိုးကြီးတဲ့တာဝရိန္ဒာနတ်တွေဆိုတာရှိတယ်အဲ့ဒီကိုသွားမေးပါဆိုတော့တခါတက်သွားတာဝရိန္ဒာရောက်နတ်တွေမေးတော့တာဝရိန္ဒာနတ်တွေကလည်းတပည့်တော်တို့လည်းမသိဘူးတပည့်တော်တို့ရဲ့တကိုးကြီးတဲ့ဘုရင်တရားမင်းဆိုတာရှိတယ်သူမေးကြည့်ပါဆိုသွားမေးတရားမင်းကလည်းသူမသိဘူးတဲ့ဒီဖြစ်အဲ့လိုနဲ့တက်သွားလိုက်တာတာဝရိန္ဒာကနေယာမ
တုတိတာနေမာနရတိပရဏိမိတဝန္တပတိနတ်ပြည်6ထပ်ကုံရောသူ့အဖြေမထွက်ဘူးအဲ့ဒါလေးဗြဟ္မာပြည်တစ်ခါတက်သွားတယ်ဗြဟ္မာပြည်ရောက်တော့ဗြဟ္မာတွေသွားမေးတော့ဗြဟ္မာတွေကလည်းသူတို့လည်းမသိဘူးတဲ့ဒီအဖြေဒါပေမဲ့သူတို့တဲ့တကိုးကြီးတဲ့ဗြဟ္မာမင်းကြီးဆိုတာရှိတယ်တဲ့ဆိုတော့အဲ့ဒီကိုတော့နေပါအောင်အဲ့ဒီဗြဟ္မာမင်းကြီးကဘယ်မှာနေတာတော့ဗြဟ္မာမင်းကြီးဘယ်နေတယ်ဆိုတာကိုသူတို့မသိဘူးတဲ့လုံုံစိတ်ချရတဲ့နေရာနေတာဗြဟ္မာမင်းဘယ်နေရာနေတယ်ဆိုတာကိုသူတို့မသိဘူးတဲ့ဒါဖြင့်သူဘယ်တော့လာမလို့အဲ့ဒါလည်းမသိဘူးတဲ့အလင်းရောင်ကြီးတွေပေါ်လာရင်တော့မကြခင်သူရောက်လာတတ်တယ်တဲ့ဆိုတော့မကြခင်ပဲအလင်းရောင်ကြီးတွေပေါ်လာပြီးဗြဟ္မာမင်းကြီးဘွားကလည်းရောက်ဟန်ကြပြီဆိုပြီးတော့ဗြဟ္မာမင်းကြီးထံချင်းကပ်ပြီးတော့မေးတယ်ဓာတ်ကြီးလေးပါးပဲမှချုပ်တာဆိုတော့ဗြဟ္မာမင်းကြီးကဒီမေးခွန်းမဖြေပဲနဲ့မကြားကြအောင်ဆောင်ဘာပြောတာလဲကိုတော်တဲ့တပည့်တော်ကလောကကြီးကိုဖန်ဆင်းတဲ့ဗြဟ္မာမင်းကြီးတဲ့အရာခတ်သိမ်းကိုကျွန်တော်ကသိတယ်တဲ့အားလုံးကိုမြင်တယ်အားလုံးကိုလွှမ်းမိုးနိုင်တယ်ဆိုတော့အဲ့ဒီကိုတော့ဟာဗြဟ္မာကြီးခမည်းကိုအစွမ်းတတ္တိတွေခမည်းရဲ့အစွမ်းတတ္တိတွေကိုမေးတာမဟုတ်ဘူးကျုပ်သိချင်တာကဟောဒီဓာတ်ကြီးလေးပါဘယ်မှာချုပ်တုံသိချင်တာလို့ဆိုဗြဟ္မာကြီးကမဖြေဘူးသူဗြဟ္မာမင်းကြီးဖြစ်တဲ့အကြောင်းပဲထပ်ပြောသုံးခါတိတိမေးဟိုကရောလည်းအလိုက်မသိဘူးထပ်ပြီးအဲ့ဒီကျမှဗြဟ္မာကြီးကသူ့ကိုလက်တို့ပြီးတော့ခေါ်သွားတယ်လက်မောင်းဆွဲခေါ်သွားဗြဟ္မာပေမဲ့လို့တော့သူဗြဟ္မာကြားထဲမှာသူအထင်သေးမှကြောက်တယ်သူကလေအဲ့ဒီကိုရောကိုလက်တို့ပြီးအဝေးခေါ်သွားတယ်ခေါ်သွားပြီးတော့ကိုရောတဲ့ဒီပု္ပ္ပာရဲ့အဖြစ်တပည့်တော်လည်းမသိဘူးတဲ့ဒါပေမဲ့လို့ဒီနာရှိတဲ့ဗြဟ္မာပရိသတ်တွေကတပည့်တော်တကိုးအချီဆုံးမသိတာဘာမှမရှိဘူးလို့သူတို့ကထင်တာတဲ့ဒါကြောင့်မို့သူတို့ရှိမပြောတာတဲ့ကဲလူရှိမပြောရလူတွေသာမဟုတ်ဘူးနော်အဲ့ဗြဟ္မာတွေကလည်းအဲ့လိုအဲ့ဗြဟ္မာကြီးကနောက်ကြပါပြောတော့ဒါကိုတော့အမှားတဲ့ဒီပု္ပ္ပာရဲ့အဖြေကဖះကလွဲလို့ဘူးမှမဖြစ်နိုင်ဘူးတဲ့ကိုတော့ဖះမမေးဘဲနဲ့ဒီရောက်လာတာဒါကိုတော့အမှားသူကလမ်းညွန်လိုက်တဲ့အခါကျတော့ဒီကိုတော့ဘုရားစီရောက်သွားဘုရားစီရောက်လာပြီးတော့ရှင်ဘုရားတဲ့ဓာတ်ကြီးလေးပါအကျွမ်းမဲ့ချုပ်တာပဲနေရာမှာချုပ်ပါသလဲဆိုမြတ်စွာဘုရားကယဟန်နဲ့မမေးတဲ့ပု္ပ္ပာမှားနေတယ်ဓာတ်ကြီးလေးပါဆိုတာ organism non organism မခွဲဘူးသူကသက်ရှိသက်မဲ့မခွဲဘဲနဲ့ဓာတ်ကြီးလေးပါဘယ်မှာချုပ်တယ်လဲမေးတာသူမေးကောင်းကတိတ်ကျပြန်တော့အာကြီးနေမှားနေမေကောင်းမှားနေလို့မြတ်စွာဘုရားကဒီလိုမမေးရဘူးတဲ့မေကောင်းကဒါမှားနေတယ်ဘာလို့ဆိုတက်မဲ့ဓာတ်ကြီးတွေပါသွားမေးရဖြစ်တယ်မေးရမှာကတက်ရှိဓာတ်ကြီးလေးပါတက်ရှိတတ္တဝါတွေတဏ္ဍာမှာဖြစ်နေတဲ့ဓာတ်ကြီးလေးပါဘယ်မှာချုပ်တယ်လဲဒါမေးရအဲ့ဒါကြမှာအဖြေထွက်လို့ရတယ်ဆိုမြတ်စွာဘုရားကအဲ့ဒီမေကောင်းကိုပြင်ပေးလိုက်တယ်မေးရမှာအဲ့လိုမမေးရဘူးတဲ့ဓာတ်ကြီးလေးပါထိုဓာတ်ကြီးလေးပါကိုမှီပြီးဖြစ်နေတဲ့ဒီဥပါဒယုတ်တွေအရှိအတူအစင်လှမလှဆိုတဲ့ဥပါဒယုတ်တွေနာနေအလုံးဘယ်မှာချုပ်တယ်လဲလို့ဒီလိုမေးရမှာတဲ့ဓာတ်ကြီးလေးပါဘယ်မှာချုပ်တယ်လဲဆိုတော့ဒီမေခွန်းကြီးကမပြည့်စုံဘူးမှားနေတယ်မေခွန်းကိုပြင်ပေးပြီးတော့အဖြေကဒီလိုဆိုပြီးမြတ်စွာဘုရားဟောတယ်ဝိညာဏံအနိဒတနံအနန္တံတပ္ပတောပပံဝိညာဏဆိုတာထူးခြားသောအသိဉာဏ်နဲ့သာသိနိုင်တဲ့နိဗ္ဗာန်ဆိုတာထူးခြားသောအသိဉာဏ်နဲ့မှသိလို့ရတယ်တဲ့တခြားအသိဉာဏ်နဲ့သိလို့မရဘူးတဲ့အနိဒတနနိဗ္ဗာန်ဆိုတာပုံပန်းတဏ္ဍာနဲ့ဖော်ပြလို့မရဘူးအနန္တနိဗ္ဗာန်မှာဖြစ်တဲ့အစဆိုတာမရှိဘူးချုပ်တဲ့အစဆိုတာမရှိဘူးနော်အစွန်းအစမရှိဘူးအန္တလို့ဆိုတဲ့ဖြစ်တဲ့အစွန်းချုပ်တဲ့အစွန်းထိုနှစ်ခုရဲ့အလဲစကြဒါတွေမရှိဘူးတပ္ပတောပပံနိဗ္ဗာန်ဆိုတာဘယ်လမ်းကနေဝင်ကမ္မထမ်း40သို့မဟုတ်38ပါးဘယ်လမ်းကြောင်းကရှောက်နိဗ္ဗာန်ရောက်တာကြီးပဲ
Eri Nivan so that Taya Mada Lane Hori Tajileva yo Tajileva me Philly Yodiari Alo yo Nandiari Alo yo Agonon Chode Yes I have Get Higuro the Guru Shiba the Adamago sitting on a Madidi Draja, Hori Bosa, a Chigo, Mashaya Mania, Elisha. Mashaya Mania, Elisha, do ye a son of goody? London Mapona, Musa, no? A son of Goha, Kona Violet, the go 80 better. They get a same man, a dinner, Mama Bena. Some young Mabena, the Guru Shiba. Tajamolo the Gosa, Akosiam, Hopu, Yunchiamo. The get a son to go a city. The Adamago, Manganzo, teaching and Chitty. Tajago Yasavia, a new that the party had Yasure. A son to go dance lane. Puram Yasa, Tadana, Tadana, Buda, a council. No, we should move so that the goes and in that Tadana, Buda, and them all night ruled it. To the vast idea, Yin Bido, Joyo, 2 days. A tree channel, Titi, Yin Jolo, Luchinchi on Lopi, Tadana Bulo, and Yabude. The get Tadana Bude, Simmanet, the Adamari, Hopiobi, to Simmanet, the Adamari, Luri Nale, Andinian baby, Tadana Puma, the get Simman, Luri, Andinian Yadavio, Pinya Shide, Tarasan Ari, Lema, Mandia, Brishing, and Machibare. Tajawo, the second year, and break that early. A swan to go Mian Tadana Sodemiama, the gate a swan to go Soda Bale. Yes, of Yaya, a Soma, Lila, then you Jim Chide. Yes, of Yaya, a Soma, the Yaro, Koran Tishio, Lila Jin, Pachu Jin, Chindonian, Nayu Jin, Dada Lin, the gate a swan to go Power, the gate Tima, Swan Art the Coup. Never do on Yamo Bunane, Power Shide, a Swandago, a Sipchide, Suda, Alo, Hori Kewoda, Doya, Soja Chabi, Puram Yasaya, the Adamari, Tishi Nale on Alo, Laina, Chendon, Naija, Brazil, on the Yangua. Sanda Javade Tadwa Myazwa Peyangwa Sanda Javade Vidayi Chan Tonga Chan Nyenyan Javade Vidayi Chan Tonga Chan Yenyan Javade Tashi Jama Seichanda Doya Sanda Pivade Tashi Jama Seichanda Doya Sanda Pivade Damodaram Pivetavana Vida Tavi Tamuhada Asaramara Didibao Nivana Yandu Taro Damodaram Lova Doda Moa Say Dalkin Yachi Diasigo Pivetava Wanda Shimbya Taujaya Najaya Gonoja Vida Tavi Pusan Leda Say Dao Hudamyarudi The Muheda Beja Bedrin, Yimedin Gedo, Kinsen Win Jobi Mea on Beja Agoni, Hondu, Sizimedu, Chija Mazi Gondari, Asaramara, Ujin Lequa, Najin Lekin, Tijin Le Sintado, Didivo Gilida Ubu Kadin Kinya, Sip Chipitado, Nevana Neva Ugo, Imurodo. Taro de Achikin Sikong Winya Durodin Yadudi Yandu Padavi Ascension Yinem Melim Bondi Sayado Muja.